မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဥဖိုးဝေနဲ့တောင်ညီနောင်မဲတော်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်စာရေးသူလည်းအထူးကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများခန်းစားနားဆင်ပေးကြပါအောင်ရှင်နွားနှချင်းထားနိုင်တဲ့တင်းကုတ်တစ်ခုမှဖြစ်တယ်ထိုတင်းကုတ်ဟာတဲတစ်ခုနဲ့မလှမ်းမကမ်းမှရှိပြီးတင်းကုတ်ထဲမှာကျွန်းသစ်လုံးကိုထွင်းထားတဲ့စကြင်တုံးနှလုံးရှိတယ်။နွားနှချင်းမှာထိုစကြင်တုံးနဲ့ထည့်ထားတဲ့နွားစာများကိုစားတဲ့ကောင်ကစားတယ်။အိပ်ပြီးတော့စမျိုးပြန်တဲ့ကောင်ကပြန်တယ်။တင်းကုတ်ရဲ့နားမှာလှူဒစုရက်ပြီးစကားပြောနေတယ်။သူတို့ကတော့ဥဖိုးဝင်နဲ့သူတိယပြုံးချိုရဲ့သူရဲ့စင်းငှားနှစ်ယောက်ဖိုးဝေကဒီအမောင်ရင်တို့တဲကိုရွံ့အံ့ရွာကဘသူလာသေးလဲဒီကိစ္စတွေမဖြစ်ခင်ကဟုတ်စိန်ဆိုတဲ့ကောင်တော့လာတယ်အခုမှတတိထားမိတယ်အတိကောင်လာပြီးတဲ့နောက်ပိုင်းကျွန်တော်တို့နွားတွေရွံ့အံ့ရွာကအခင်းတွေကိုဝင်စားတော့တာပဲဖြစ်တတ်ပါတယ်လေလူတွေရဲ့မှုရမာယာတွေကိုရိုးသားတဲ့သူတွေကမြင်နိုင်မှာမဟုတ်တာဥဖိုးဝေကပြောပြီးတော့သူတရားပတ်လှဲလို့လူလေးရဲ့အစင်တွေကိုဖော်ပေးလိုက်ဟုတ်ကဲ့ပါသူရိယနွားတင်ကုတ်တစမ်းမဲကိုလှည့်ပတ်ကြည့်တယ်ဒီနောက်တစမ်းမဲရတက်ငယ်ယူလက်တဆုပ်စာကိုချိုးလို့ညက်လုံးမှိတ်ပြီးမြေပေါ်ပစ်ချလိုက်တယ်ဒီတော့တက်ငယ်ယူတွေလင်မတိုက်ပဲရွတ်လျာသွားပြီးစကြင်တော့အောက်မှာရက်တက်နေတယ်ဒီတော့မှသူရိယပြုံးချိုကြည့်ပြီးအကိုဒီနားလေးကိုတူအေးပြုံးချိုကသူ့ရဲ့ဖေးနိုင်ထူးဆိုတဲ့စင်းငါးလေးကိုတူးခိုင်းတဲ့နိုင်ထူးကတရွင်းယူပြီးတော့သူရိယပြတဲ့နေရာကိုတူးတယ်တထောင်လောက်နေပါတူးပြီးချိန်မှာထုတ်တွေးလိုက်လို့ဖြည့်ကြည့်တော့ချုံနဲ့လှုပ်ထားတဲ့နွားရုပ်နှစ်ကောင်ရွံ့အံ့ရွာရဲ့ရွာလူကြီးအိမ်မှာလူတွေစုဝေးရှောင်းနေတယ်အကြောင်းကတထေးကုန်းရွာကနွားကိုပညာနဲ့ပြုစားပြီးကြံခင်းများကိုစားစေလို့ချော်ကျဲယူနေသူများကိုရွာလူကြီးဥမွန်လူမှာပြောဆိုဆုံးမနေခြင်းပဲမင်းတို့တွေကလှုပ်ရက်တယ်ငါတို့ရွာရဲ့ဂုံသိက္ခာတွေတော်တော်လေးကိုထိပါတယ်တော်သေးတာပေါ့ပါလာတဲ့ဆရာသဘောမနှောကောင်းပြီလို့ကျွန်တော်တို့မှားပါတယ်အမယူဝန်ဒီကိစ္စကိုဥဆောင်တာပါအခုသူရောမရှိပါလားဘယ်သွားလဲမင်းတို့တွေသာငွေတွေပြန်ပေးတယ်သူကမပေးပါလားဟုတ်တယ်အမေကြီးဝန်ကအဲ့ဒီနေ့ထဲကတောင်ကြီးနောင်ကိုသွားတယ်လို့မြင်တဲ့သူတွေကပြောကြတယ်တကြီးတကယ်ပြဿနာအဖွားကြီးပဲဥမွန်လူနဲ့ရွာသားတွေစကားပြောနေစဉ်အိမ်ဝင်းထဲကိုတောင်ဝေးထောက်ပြီးဝင်လာတဲ့ဒေါ်ဝဲမေကိုတွေ့လို့ရွာသားတချို့ဥမွန်လူကိုသတိပေးစကားပြောကြတယ်ရွာလူကြီးဟိုမှာအဖွားကြီးဝန်လာနေပြီဥမွန်လူဒေါ်ဝဲမေကိုတွေ့တော့အနေငယ်ရှွံ့မိတယ်သူမကြောင့်ကိုကောင်းသိတော့ကြောက်လည်းဖြစ်တဲ့သူကတော်ဝမ်းမေရဲ့ပေါင်းပါများကိုစုပူနေရမှာတော်ဝမ်းမေကဘာနာတရားမှမရှိပဲကောင်းမွန်စွာတွေ့ရပြီးအိမ်ဝိုင်းထဲကိုဝင်လာတော့ကြောင့်အနေငယ်တော့စိတ်ပူတယ်တော်ဝမ်းမေကရောက်တာနဲ့ရွာလူကြီးနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်မွန်လူဘာတွေပြောနေတာလဲကျုပ်ဒီလူတွေကိုစုံမနေတာခမရနဲ့သူတို့ကြောင့်ကျုပ်တို့ရွာရဲ့ဂုံသိက္ခာကိုကြတယ်အေးနင်ပြောတာမှန်တယ်ငါတို့မှားသွားတယ်နောက်တစ်ခါဒီလိုမဖြစ်စေရတော့ဘူးတကြီးအံ့ဩတယ်သူစိတ်ထဲမှာတော်ဝမ်းမေကသူ့မလေးမစားရန်တွေ့မယ်လို့ထင်ထားတာအခုသူမရဲ့နှုတ်ထက်စကားသူထင်တယ်လို့မဟုတ်လို့အနေငယ်တော့အံ့ဩတယ်တော်ဝမ်းမေဘာပြောမှမသိစဉ်းစားနေပုံရတဲ့တကြီးကိုကြည့်ပြီးထပ်ပြောတယ်မွန်လူဘာတွေငေးနာလဲငါနင်းကိုတောင်းမှန်တယ်နင်ငါ့ကိုခုလို့လားအမောက်အမှန်မှန်သိပြီဆိုတော့လေကြောက်ခွလို့ရမှာပေါ့ဒါဆိုကောင်းပြီငါနဲ့ကိုတခုမေးစရာရှိတယ်မေးပါငါတို့ကိစ္စကိုဖော်သွားတဲ့ဟိုဆရာကိုတွေ့ကျင်တယ်ခမရရန်ချမလို့လားတော်ဝမ်းမေငါရန်ချချင်မှတော့နဲ့ကိုမေးမလားသူတော်ဝမ်းမေကိုတစ်ချက်အကဲခတ်ကြည့်တယ်သူမရဲ့ပုံစံနေထားရန်လို့တော့လက္ခဏာမရှိတဲ့အတွက်ဥဖိုးဝေတို့ရှိတဲ့နေရာကိုပြောပြတယ်။ကျ
ကျောက်ကိုပြောတာပြုံးချိုတဲကိုသွားမယ်လို့ပြောတာပဲခုချိန်ဆိုရင်တော့တဲမှာပဲရှိမှာပေါ့ကောင်းပြီငါနင်းကိုနောက်တစ်ခါထပ်ပြီးတောင်းမှန်တယ်ဒီလိုကိစ္စတွေထပ်မရှိစေရတော့ဘူးပြီးတော့တော်ဝမ်းမေပြောလက်ဆစကားရက်ပြီးကျင်ဆူးတို့ပုတ်ကြည့်တယ်သူမကြည့်လိုက်တော့ကျန်လူတွေမျက်နှာချင်းမဆိုင်ဝင်ဘူးမျက်နှာလွှဲလိုက်တယ်နင်တို့ငါအပြစ်မတင်ဘူးဟိုဆရာအစွမ်းကလည်းသိမမသေးပဲနောက်ထပ်နင်တို့တွေငါနဲ့လာပြီးတော့မပတ်သက်ကြနဲ့တော့တော်ဝမ်းမေသူ့ရဲ့ပေါင်းမတွေကိုယတိပြက်စကားပြောလို့သူမရဲ့တောင်ဝေကြီးကိုမြေပေါ်မှာထောက်လို့ရွာလူကြီးအိမ်ဝိုင်းထဲကထွက်ခွာသွားတယ်ပြုံးချိုကစင်းငှားများနေတဲ့တဲတွင်ဖြစ်တယ်စင်းငှားနိုင်သူနဲ့မောင်ပူးဆိုတဲ့လူငယ်2ယောက်သူ့ရဲ့စရင်တိုင်ပြုံးချိုဥဖိုးဝေနဲ့သူတရားတို့နေလဲစာနဲ့အခန့်ကျွေးမွေးတယ်ပြုံးချိုနဲ့စင်းငှားတွေကအလှုပ်ရှင်တဲ့လုပ်သမားဆက်ဆံရေးမျိုးမဟုတ်ဘူးညီကိုရင်းဘက်မှာဆက်ဆံတော့ကြောင့်အလှုပ်ရှင်ဖြစ်ပေမဲ့ပြုံးချိုကိုမကြောက်ရွံ့ဘူးနိုင်ထူကထမင်းအိုးလိုက်မှလို့ထမင်းပကံ3ချက်ထဲကိုထမင်းများထည့်ပေးလို့ပြုံးချိုကြည့်ပြီးကိုပြုံးချိုဘာလဲနိုင်ထူကျွန်တော်အခုလိုထမင်းတွေခုခတ်နေတော့တစ်ခုခုကိုတတိရတယ်ဘာလို့လဲနိုင်ထူဘာတော့လုံးမနေနဲ့အိမ်မှာလဲထမင်းကိုကိုယ်တိုင်ခုစားနေရတယ်မလားဒီတော့အကျော်ဆိုင်ကိုအကိုအိမ်ချွေမဟုတ်ရင်အကိုအိမ်ကိုအကျော်ဆိုင်ချွေဟဲ့ကောင်မင်းပြောရှင်းတာလဲငါနားလဲတယ်တော်တော့ဆရာကြီးတို့ရှေ့မှာရှက်စရာပထမတော့ဥဖိုးဝင်တဲ့သူတွေကနားမလဲဘူးဘာကြောက်လဲဆိုတော့နိုင်တို့မှဆက်ဆက်မရှိထပြောလို့ဒါပေမဲ့ပြုံးချိုရှက်သွားတော့ကြည့်ပြီးမိသေးဆိုတဲ့မိန်းကလေးကိုရည်ရွယ်ချင်းဖြစ်မှန်သိလို့သူတရားထောက်ခံလိုက်တယ်ဟုတ်တယ်ကိုနိုင်သူပြောတာမှန်တယ်ကိုပြုံးချိုရွယ်ကငယ်တော့တာမဟုတ်ဘူးလေပြီးတော့လူကြီးတွေကညင်းမှမဟုတ်ဘူးဆိုတာကိုသိချင်းတန်တော့သိသိပြီနော်သူတွေကမရပါငါ့ကိုမြောက်နေပြန်ပြီလိုမစိတ်ကိုမနှဲထိတ်နေရတာပြုံးချိုစကားကိုကြားတော့အားလုံးရှိတယ်ဒီနောက်မောင်ပူကလည်းကိုပြုံးချိုနဲ့ဆရာကြီးတို့ဒီနေ့နေ့လက်စာကကျွန်တော်ရဲ့လက်ရဟိုကောင်နိုင်တို့ကထမင်းပဲချက်တတ်တာဒီကအချင်းဟင်းဒီဟာငရုတ်သီးစားတော့ဒါကတော့ခရင်တင်က6ချက်စီပြန်ဒါတို့စရာဆုံးမောင်ပူတို့ကတော့တကယ်တော်တယ်ကွာဒါကြောင့်လေနိုင်သူကကြီးစားတနာမထတာထင်ပါဥဖိုးဝင်တဲ့သူတွေကမှထမင်းတော်တော်စားမိန်နေဟင်းကိုအိုးလိုက်တယ်ထမင်းကိုအိုးလိုက်တဲ့ထားတဲ့ထမင်းဝိုင်းလေးကစကားတပြပြောစားနေစဉ်တဲနာကိုရွမ်းရွာကတော်ဝမ်းမေတောင်းဝဲကြီးတတော်ထောက်လို့ရောက်လာတယ်တော်ဝမ်းမေကိုတွေ့တော့နိုင်သူမှာဆရာကြီးဟိုမှာရွမ်းရွာအဖွားကြီးလာနေတယ်အကြောင်းရှိလို့လာတာဖြစ်မှာပေါ်နိုင်သူရဲ့စားစရာရှိတာစားပါကွယ်တော်ဝမ်းမေတဲထဲတမ်းမဝင်ပဲတဲပြင်ကနေပြီးလှမ်းပြောတယ်ဖိုးဝဲဆိုတဲ့ကောင်ရှိလားတော်ဝမ်းမေရဲ့မခန့်လေးစားစကားကြောင့်ထမင်းစားနေတဲ့သူတရားထမယ်ပြတော့ဥဖိုးဝဲတားတယ်ဥဖိုးဝဲကတားပြီးထာယာကထားလို့ကျေဝစင်းကိုသွားပြီးလက်စီတယ်ကဲမိုင်ဘာကိစ္စရှိလို့ကြုံမရတာလဲနင့်ကငါပြောစရာရှိလို့လာတာကြော်ဒီမှာပြုံးချိုစီကယူထားတဲ့ငွေတွေတပြားတော့မလျော့ဘူးနော်ဖိုးဝေငါလှုပ်ချက်တွေမှားတာငါလက်ခံတယ်နင့်လှုပ်ချက်ကလည်းစင်လုံးချောမနေဘူးအဲ့တော့နင့်ရဲ့အဖြစ်အတွက်တောင်ကြီးနောင်ကိုလာပြီးတောင်းပန်ရမယ်ကျုပ်ကတောင်းပန်ရမယ်ဟုတ်လားဟုတ်တယ်ဘသူ့လဲမဲတော်တောင်းပန်ရမယ်နင်မလာရင်နင်နဲ့ပတ်သက်တဲ့လူများအတွက်စိုးကျိုးတွေဖြစ်လာမယ်ငါပြောရှင်တာဒါပဲတော်ဝမ်းမေဥဖိုးဝေရဲ့တုတ်ပြန်စကားမဆောက်တော့ဘူးတဲလေးနဲ့သူတို့ကိုကြောက်ခိုင်းထွက်သွားတယ်ဥဖိုးဝေကသူ့လက်ကိုပစိုးစုံနဲ့တုပ်ပြီးပြုံးချိုပြောလိုက်တယ်ကဲပြုံးချိုရေဦးကြီးတို့တော့တောင်ကြီးနောင်သွားရအောင်မယ်ငါတို့ကြီးတို့ဘာသာပဲရွာကိုပြန်ပြီးတော့ဟုတ်ဆရာကြီးကြားပါတယ်ဒီနောက်ဥဖိုးဝေသူ့ရဲ့လွယ်အိတ်ကြီးကိုလွယ်ပြီးသူတယောက်ကြည့်လို့ကဲလူလေးထမင်းစားပြီးရင်ဘာတို့သွားကြစို့ဟုတ်ကဲ့ပါသူတယောက်ဥဖိုးဝေရဲ့စကားကြောင့်စားနေခြင်းထမင်းကိုကုံစင်အောင်စားပြီးတော့ထမင်းစားခြင်းကိုလက်စားသက်တယ်
ဘူစားတောင်ရဲ့ဘေးမှာကက်လျက်ရှိတဲ့တောင်ကိုတောင်ညီနောင်လို့ခေါ်တယ်။ထိုတောင်ကတောင်နှလုံးအရွယ်ညီစွာရှင်လျက်ရှိလို့ခေါ်ခြင်းလည်းဖြစ်တယ်။နေဝင်ချိန်ညနေမှာထိုတောင်ကြီးမှာလူနှစ်ယောက်ရှောင်းနေတယ်။သူတို့ကတော့ဥဖိုးဝေနဲ့သူတိရပဲ။တောင်ပေါ်မတက်မီတောင်ကြီးမှာရက်လိုက်တယ်။ထိုစဉ်အနီရောင်လင်းတန်းတစ်ခုသူတို့ရှေ့ကိုလျှက်တစ်ပြက်ရောက်လာပြီးခဏကြာတော့တောင်ဝဲကိုပခုံးပေါ်ထမ်းလာတဲ့ဘိုးစောက်တောင်ကစောကြီးဖေမောင်ဖြစ်နေတယ်။စောကြီးဖေမောင်ကဥဖိုးဝေတို့ပြုံးပြပြီးမိတ်ဆွေကြီးဘလို့ကိစ္စနဲ့ဒီကိုရောက်လာတာလဲကျုပ်ဗာမြန်ကုညီပေးရမလဲ။ကြားပါတယ်မိတ်ဆွေကျုပ်ကိုဒီတောင်ညီနောင်ကမဲ့တော့ဖိတ်ထားလို့ပါ။ကျုပ်ထင်တော့ကောင်းသောခေါ်ခြင်းတော့မဟုတ်တော့ဘူး။တောင်ညီနောင်ကမဲ့တော့ကောင်းသောဖိတ်ရှင်နဲ့ဖိတ်တဲ့ဧည့်သည်ကိုတခါမှမကြားဘူးဘူး။သူ့တောင်ကိုယ်တောင်ကျုပ်ရောင်လို့မှားလို့တောင်ဖြစ်မသွားဘူး။အတော်လေးကိုပြဿနာရှာတဲ့အမျိုးသမီးဟုတ်လားကျုပ်တို့ကတော့ဘာကိစ္စလဲသိရအောင်တွားရအောင်မှာပဲဒါနဲ့စောကြီးရဲ့ညီရောဒီကောင်အတော်ပြဿနာရှာတဲ့ကောင်ပြို့မိတ်ဆွေတို့ကြောက်တာဒီကောင်ကြောင့်သိရတာအခုအဲ့ဒီကောင်ကိုဟိမဝင်တောင်မှထားပြီးတော့အပြစ်ပေးထားတယ်သူခိုးခဲ့လိန်ခဲ့တဲ့ဥစ္စာပစ္စည်းတွေကိုကျုပ်လိုက်ပေးနေရတယ်ကျုပ်တကိုးနဲ့တောင်အချင်းတော်တော်ပေးရတယ်ဆိုတော့ဒီကောင်ဘလောက်မိုက်ခဲ့လဲစဉ်းစားပြီးတော့တော်တော်ဆိုးတာပဲကျုပ်တို့နဲ့မတွေ့ခင်စောကြီးရဲ့ညီကအတော်တောင်းကျမ်းခဲ့ပုံပဲဟုတ်ပါဒီကောင်ရဟန်းလည်းအတူဝတ်တယ်ရတဲ့လည်းအတူလုပ်တယ်ဘိုးတော်လည်းအတူလုပ်ပြန်တာပဲကျုပ်ထင်တော့ဒီကောင်လင်ရခိုးရမဲ့ပွေပါနေတာနေမယ်ကျုပ်တို့ဖခင်ကြီးကချွေပြစ်အကီးရကိုအောင်ထားတဲ့လူတစ်ယောက်ဥစ္စာတနာဒီကောင်မှာလူလူသိမရှိပြည့်စုံတယ်ထိုက်တဲ့နဲ့လော်ကီတက်လက်တက်တာကိုအောက်လန်ပါထက်တင်သေးတယ်ဆိုတော့ကျုပ်ညီကြောင့်ကျုပ်တော်မတွေ့တတ်ဘူးမိတ်ဆွေရဲ့လူစိတ်နမလိုက်နိုင်ကိုဟုတ်ပါလော်ကီတန်တရားမှာကျင်လည်သမျှတော့လူဖြစ်ဖြစ်နတ်ဖြစ်ဖြစ်ဝိဆာဖြစ်ဖြစ်ကိလေသာအမှောင်တွေတော့ဖုံးကြအောင်မှာပဲမိတ်ဆွေဟုတ်ပါပေတယ်ကျုပ်လည်းတနေ့တော့လော်ကီကိုစွန့်ပြီးလောကုတ္တရာဘက်ကိုမသိခင်တော့ပြန်ဖြစ်အောင်ပဲထင်ပါတယ်အခုတော့လော်ကီနယ်ပယ်ကစောကြီးဆိုတော့ညီတော်မောင်ရဲ့လုပ်ရက်တွေကိုစောကြီးဖြစ်ပြီးလိုက်ရှင်နေရတယ်ပြု့စောကြီးဖေမောင်စကားကြောင့်ဖိုးဝေနဲ့သူတိယပြုံးနဲ့လျက်စီလက်တလို့မြန်ဆန်လွန်းလာတဲ့စောကြီးတယောက်တောင်အချိန်ပေးပြီးခိုးရပါဖြစ်စီတွေလိုက်ပေးနေရပြီးနောက်တောင်းလဲတောင်းမှန်ရတဲ့ဆိုတဲ့ဒီဖေရှင်ဆိုတဲ့လူလင်တခိုးရဲ့ခုမှုကဘယ်နဲ့မှလဲဒီနောက်စောကြီးဖေမောင်ကဲမိတ်ဆွေကြီးတို့အကူညီမလို့ဘူးဆိုတော့လေကြုတ်ပြန်တော့မယ်ပြောမဲ့တာပြောရတာဒီတောင်ကမေတော်ဆိုတဲ့ဟာနဲ့လေတိတ်ပြဿနာမဖြစ်ချင်ဘူးကောင်းပါပြီစောကြီးလည်းဥဖိုးဝင်နဲ့သူတယောက်နှုတ်ဆက်ပြီးရုတ်တရက်အနီရောင်လင်းတန်းလေးသာတွေ့ရပြီးပြက်ကွယ်သွားတယ်တောင်ညီနောင်ရဲ့တောင်တက်လန်သပင်ကြီးတွေအုပ်ဆိုင်နေပြီးလူသွားလန်းလေးရရှင်းလင်းနေတယ်နေအောင်ပျောက်သွားပြီဖြစ်လို့တပ်ပင်ရှိတ်တွေကြောင့်မောင်တူကြီးဆိုးလာတော့လဲပတ်ဝန်းကျင်ကိုချင်းချင်းလင်းလင်းမြင်နေရတယ်။တောင်တက်လန်တိုင်းအတန်ကြာတက်သွားစဉ်လန်ကူလဲရောက်လူကြီးပေါင်လုံးခန့်အရွယ်စားရှိတဲ့မွေကြီးတွေတပ်ပင်များမှာရှစ်ခွေနေသည်ကိုတွေ့ရတယ်။ဥဖိုးဝေနဲ့သူတယောက်ကိုပပြင်းထောင်ပြီးဘယ်ညာရင်းပြီးကြည့်နေတယ်။ဥဖိုးဝေကထုံမွေများကိုဂယုမဆိုင်တောင်တက်လန်တိုင်းသာတက်နေတယ်။သူရိယမှာထူဆန်းသောမွေများကိုကြည့်နေတယ်။မွေကြီးကပပြင်းထောင်ထားတော့လဲတပင်ပေါ်ကမစင်ဘူး။သူတို့ကြော်သွားထောင်လိုက်ငေးနေတယ်။ထိုမွေများကြော်သွားတော့အဝါရောင်အနက်ရောင်ဆင်းရှိတဲ့ကြားတွေသူတို့မှန်ပြီးကြည့်နေပြန်တယ်။ဒီတစ်ခါမှသူရိယညင်ပြီးလက်မလျှောက်နိုင်တော့ပဲဥဖိုးဝေနာကလို့အဘအခုကျွန်တော်တို့သွားတွေ့တဲ့သူကဘယ်ဆင်းရှိလဲ။အဘထင်တော့အောက်ပုံနဲ့တပါအစင်လောက်တော့ရှိမယ်ထင်တယ်။မွေတွေကြားတွေကကျွန်တော်တို့ဘာလို့အန်တရာမပေးတာလဲ။သူ့တက်ခင်အမေမကြသေးလို့ဖြစ်မှာပေါ့လူလေး။ဥဖိုးဝေရဲ့စကားဖြေကြောင့်သူတရနောက်ထပ်ဘာမှမမေးတော့နောက်ကနေပြီးအသာကက်လိုက်လာတယ်။ကြားတွေကိုကြော်ပြီးသွားတဲ့အခါလဲပန်းရွက်စားရှိတဲ့ကြောက်ဖြစ်နေတဲ့အင်ဂျင်ငုတ်ကြီးနာဝဲတောင်ဝဲကိုထောက်ပြီးသူတို့ကိုစူးစိုက်ကြည့်နေတဲ့ဒေါ်ဝမ်းမေကိုတွေးလိုက်တယ်။သူမဥဖိုးဝေတို့တွေ့တော့မဲ့ပြုံပြုံတယ်။
ဖိုးဝေခုတော့လဲလိမ္မာသားပဲမဲတော်ခေါ်ခိုင်းတဲ့ဆိုတာနဲ့တန်းလာတာပဲအော်နောက်ဆုံးတော့လေမကောင်းတဲ့ဆုံးအိုမကြီးကဗီဇာကိုမဖြောက်နိုင်ဘူးပဲနင်မဲတော်ပိုင်နဲ့ထဲလာပြီးငါ့ကိုစော်ကားဝင်းတယ်ပေါ့ထားပါခမရဲ့မဲတော်ဆိုတာဘယ်မလဲခေါ်လိုက်စမ်းပါအောင်မဲတော်လွယ်နဲ့တွေ့လို့ရမယ်ထင်နေလားဖိုးဝေတွေ့မရရင်လည်းဘာလို့ပြုံးချွေရဲ့တဲတီလက်ခေါ်လဲတော်စမ်းအခုမဲတော်တွေ့နိုင်လောက်တဲ့အရေးချင်းရှိလားငါစမ်းတတ်မယ်တော်ဝမ်းမရသူ့တောင်ဝေကိုရှူပြီးရေပြင်းမှာစိုက်လို့လက်ခုပ်နှစ်ချက်တည်တဲ့ဥပိုးဝေတို့ရဲ့အနောက်မှာဂျာဟင်းသက်မွေတွန်တန်တွေညှက်စီလာတယ်တော်ဝမ်းမရဥပိုးဝေနဲ့သူတယောက်သူတို့ရဲ့အနောက်ကိုကြည့်ဆိုတဲ့သဘောနဲ့မင်းငေါ့ပြတယ်ကဲဘသူကမွေနဲ့တိုက်ပြီးဘသူကကြားနဲ့တိုက်မလဲနင်တို့ဘာသာရွေးချယ်တော့တော်ဝမ်းမေဒီလိုပြောပြီးမြေမှာစိုက်ထားတဲ့သူမရဲ့တောင်ဝေကိုပြန်နှုတ်ပြီးပြုံးရွှေ့နေတဲ့မျက်နှာနဲ့သူတို့ကိုကြည့်တယ်ဒီနောက်တောင်ဝေထောက်ပြီးသူတို့ကိုကြော့ခိုင်းထွက်သွားတယ်ဥဖိုးဝင်တဲ့သူတရားတို့လာရလမ်းမှာတွေ့ခဲ့တဲ့မွေနဲ့ကြားတွေအခုတော့သူတို့ကိုရံပြူတော့မယ်ကြားတွေကသူတို့ကိုခုံအုပ်ဖို့အရန်သင့်မယ်မင်းတို့နဲ့ကစားဖို့အချိန်မရဘူးဒီတော့မြန်ပဲပွဲကိုဖျက်ကြမယ်ထွန်းမြတာပြောပြီးဥပိုးဝေမျက်လုံးကိုမှိတ်လိုက်ပြန်ဖွင့်တယ်သူ့ရဲ့မျက်လုံးတွေချွေဝါရောင်များတောက်ပြီးမွေများနဲ့ကြမ်းများကိုလက်ညှိုးထိုးပြီးမူလပြန်စမ်းဥပိုးဝေခက်ကြက်ကြဲဆိုလိုက်တာနဲ့မန်ဖီနေတဲ့ကြားတွေပပြင်းထနေတဲ့မွေတွေတဖြည်းဖြည်းအနောက်ကိုတရုတ်တိုက်ပါသွားပြီးတပိန်ကြီးများရဲ့အောက်ခြေမှာညင်သက်သွားပြီးတော့ကြောက်ရွံ့ဖြစ်ပြောင်းလဲသွားတယ်ဒီနောက်ဥဖိုးဝေလည်းသူတယောက်ခေါ်ပြီးတော်ဝမ်းမေတက်သွားတဲ့လမ်းတိုင်းလိုက်ပါတက်သွားကြတယ်ကြီးမားလှစွာသောကြောက်တာတူဖြစ်နေတဲ့အင်ဂျင်ပင်ကြီးအောက်မှာကြောက်စိန်ထန်းကုန်တစ်လုံးနဲ့မိန်းကလေးတယောက်ထိုင်နေတယ်သူမအနီရောင်ပိုးသားမှာပန်းပွင့်လေးများပုံဖော်ထားတဲ့အင်ကြီးကိုကြော့ချင်းစွာဝတ်ထားတယ်ကြောက်စိန်ထန်းကုန်ပေါ်မှာထိုင်နေရအတော်လေးကြီးလို့ကောင်းတယ်သူမရဲ့ပင်မှာရွမ်းအိုင်ရွာမှာတော်ဝမ်းမေတယောက်တောင်ဝေးထောက်ပြီးကျုံနှွန်းစွာရှိတယ်မိမက်ဖြူမှာသူမရဲ့မျက်နှာချင်းဆိုင်မှာလမ်းကိုကြည့်ပြီးတခုခုစောင့်နေတယ်ဘေးကတော်ဝမ်းမေမှာထိုလမ်းကိုတစ်ချက်ကြည့်ပြီးမိန်းကလေးကိုစကားဆိုလာတယ်မေတော်ကြီးသူတို့တွေလာနိုင်မယ်မထင်ပါဘူးမေတော်ကြီးရဲ့အယုတ်တွေကိုဘယ်ပုဂ္ဂိုလ်ကကြော်နိုင်စွမ်းရှိလို့လဲဟဲ့ဝမ်းမီနေရငေါ့ငငယ်ထရကိုကွယ်လာလို့နင်းကိစ္စတွေကိုငါမျက်နှာလွှဲခဲ့တယ်နော်အခုကိစ္စကလည်းအထက်လန်းဆရာကလိုတာထပ်ပြီးနင်တို့စုံမလို့ငါခေါ်ပြီးတော့အပြစ်ပေးမလို့လှုပ်တာအခုထက်လန်းဆရာကတာမန်ထက်လန်းဆရာမဟုတ်ဘူးစစ်တလုံးပိုင်ဆရာဆိုတာကိုနင်သိလားအဲ့ဒါတော့ကျမမသိဘူးမဲ့တော့အမှန်တိုင်းပြောရရင်ငါကလည်းလက်ရည်ဆန်းချင်နေတာနဲ့တော်ပဲမိန်းကလေးကတစ်ချက်ပြုံးပြီးကြောက်စိန်ထန်ကုန်ပေါ်မှာထပြီးဟောမတင်းတို့လာကြပြီမလားဟုတ်တယ်မဲတော့သူတို့မဲတော်ရဲ့ရုပ်တွေကိုဘလို့မြန်ကြော်ဖြတ်ခဲ့လဲတိတ်ဆန်းဒီဆရာတွေကနင်တွေ့ပူတဲ့တမန်ထက်လန်းဆရာမဟုတ်ဘူးလို့ငါဘယ်နှခါပြောရမလဲမကြခင်မှာသူမတို့မျှော်နေသောလမ်းကလူနှစ်ယောက်လမ်းလျှောက်လာတယ်သူတို့ကတော့ဥဖိုးဝေနဲ့သူတရပဲဥဖိုးဝေကသူမတို့နဲ့မလှမ်းမကမ်းမှရှက်ပြီးကဲမဲတော်ဆိုတာဘဲမလဲငါပဲလေငယ်ရွယ်လှပတဲ့မိန်းကလေးကမဲတော်ဆိုတော့ဥဖိုးဝေမှာအံ့ဩဟန်မပြတော့လေသူတရတော့ထူးဆန်းအံ့ဩနေတယ်ဒီနောက်မဲတော်ဆိုတဲ့မိန်းကလေးကဆက်ပြီးဖိုးဝေနင်းပြင်းနင်သိလားကျောင်းကဘာဖြစ်လို့လဲနေဟာပညာသည်တွေရောပညာသည်မဟုတ်တဲ့လူတွေကိုရောသွေးအောင်နင်လုပ်ခဲ့တယ်မှတ်လားမဲတော်စကားကြောင့်ဥဖိုးဝေအနှဲငယ်တွေးဝေသွားတယ်သူစိတ်ထဲမှာအစာမတွေးမိဘူးသဘောကောင်းတဲ့ပြုံးချိုဒုက္ခပေးတဲ့အတွက်သူစိတ်ဆိုတယ်ဒီအတွက်အယောစားနေနဲ့ထူလူမြောက်ကျိန်ဆိုတယ်အဲ့ဒီထဲမှာပညာသည်မဟုတ်သူတွေပါနေတာကိုသူမတွေးမိဘူး
ဥဖိုးဝေစဉ်းစားနေစဉ်မေတော်ကဆက်ပြီးပြောတယ်ဟဲ့ဖိုးဝေနင်ကလက်လပါလို့ချင်တာပဲတကယ်လို့ပညာသည်တွေဆိုရင်တော့မှနင်ဒီလောက်ပြင်းပြင်းထန်ထန်မလုပ်သင့်ဘူးနင်ဟာသခင်ရှေ့မှာအဆွဲကောင်းတဲ့ခွေးသက်တာပဲဥဖိုးဝေကသူ့ရိုင်းစိမ့်စွာပြောနေတော့လဲဘာမှမပြောဘူးသူရိယာနားမလဲဖြစ်ပြီးမေတော်ကိုခွန်းတုပ်ပြန်တယ်ရှုံနေမလိုက်တော်တော်မာနထောင်လွှားပါလားနေရပါမို့လို့ငါးပါးကိုမမတ်ရင်ပြောတာလေသူရိယာဥဖိုးဝေကိုခွေးနေနိုင်လို့မေတော်ကိုစိတ်တို့ဒေါသထွက်လွန်လို့သူ့မျက်လုံးကချွေဝါရောင်များမိသားတစ်ခုလာပဲတောက်လောင်လာတယ်တောင်မြင်တော့တော်ဝမ်းမိတ်လန့်သွားတယ်ဥဖိုးဝေကစိတ်ဆိုးဒေါသထွက်နေတဲ့သူရိယာကိုလူလေးစိတ်ကိုချော့ပါဘာကိစ္စအဘဖြစ်ရှင်းပါမယ်အဘဒီမိမအဘကိုစော်ကားနေတာအဘဘာလို့ငြိမ်ခန့်တာလဲလူလေးအဘစကားနားထောင်ပါကွယ်ဖိုးဝေကသူ့ကိုတောင်းပန်တူချိုသောလေသံနဲ့ပြောတော့သူငြိမ်နေလိုက်တယ်ဖိုးဝေကမဲတော်တခြားကြည့်ပြီးကဲမဲတော်ကျုပ်မှာခဲ့တယ်ကျုပ်ကိုထိုက်တဲ့တဲ့အဖြစ်ပေးပါမထင်မှတ်တဲ့စကားကြောင့်သူတရားနားမလဲဖြစ်သွားတယ်မေတော်ကအောင်နိုင်သူတယောက်လိုရှိမောတယ်ဖိုးဝေနင်တတိတော့ရှိတာပဲလောက်ရရင်ခံရရမယ်ဆိုတော့မေတော်ကပြောပြီးကြောက်တုံတုံကိုကြည့်တော့ကြောက်တုံကလေဘော်ကိုမြှတ်တက်သွားပြီးဖိုးဝေရဲ့ရှင်ဘက်ကိုအချိန်ပြင်းစွာတိုးဝင်လာတဲ့သူတရားဥဖိုးဝေရဲ့ဆွမ်းကိုယုံကြည်သူဖြစ်လို့အခုလိုမေတော်ရဲ့တက်ခဲမှုကိုမတားဆီးမိဘူးဒါပေမဲ့သူထင်ထားသလိုမဟုတ်ဘူးကြောက်တုံကဥဖိုးဝေရဲ့ရှင်ဘက်ကိုထိမှန်လဲကျသွားပြီးပါဇက်သွေးရွေ့အန်ထွက်တယ်ဥဖိုးဝေတရားဝေဒနာခံစားရသည်ကိုတွေ့တော့သူတရားစိတ်တူပြီးမျက်လုံးတွေချက်ချင်းဝန်းဝန်းတောက်လာတယ်လက်အလဲမိသားတွေတရံဖြစ်လာတယ်မေတော်နဲ့ထော်ဝမ်းမေကိုလက်ညှိုးထိုးပြီးမေတော်ဆိုတဲ့မိန်းမနဲ့သူ့ရဲ့အပေါင်းပါဒူးထောက်ပြီးငါးချေရောက်စမ်းသူရိယာရဲ့စကားဆုံးတော့မေတော်နဲ့တော်ဝမ်းမေလူတယောက်ကတကောက်ွယ်ကိုရိုက်ချသလိုဒူးထောက်ကြပြီးမြေပေါ်မှာတရွတ်တိုက်ပတ်လာလို့သူရိယာရဲ့ရှေ့ကိုနှစ်ယောက်သာရောက်လာတယ်သူရိယာဝန်းဝန်းတောက်နေတဲ့မျက်လုံးနဲ့မေတော်ကြည့်ပြီးငါအဘောက်အနာတရားဖြစ်အောင်လုပ်တဲ့မိမနင့်ကောင်ချစ်စိတ်ကွဲရမယ်မေတော်နဲ့တော်ဝမ်းမေသူမတို့မထင်မှတ်ထားတာတွေဖြစ်ပေါ်လာတဲ့အတွက်ကြောက်လန့်နေတယ်သူရိယာသူမတို့ရဲ့ကောင်ကိုမိကြည့်ခဲ့သမျှရဲနေတော့လက်နဲ့ခေါင်းကိုရိုက်မဲ့ကြံတော့မေတော်မှာကြောက်လန့်နေတယ်ထိုစဉ်မှာလူလေးတော်လောက်ပြီးဒေါသကိုလျှော့ပါအဘဘာဖြစ်သွားသေးလဲဘာမှမဖြစ်ဘူးမေတော်တို့လှုပ်လိုက်ပါအဘကိုအနာတရားဖြစ်အောင်လုပ်တဲ့ဒီမိန်းမတွေကိုကျွန်တော်မလှုပ်ဘူးအဘစကားနားထောင်ပါလူလေးဥဖိုးဝေကပါဇက်ထွက်တဲ့သွေးကိုတုပ်ပြီးထိုင်ရကထပြီးတော့ဒူးထောက်နေတဲ့မေတော်ကျုပ်ပြေကျုပ်ခံပြီးပြီနော်မေတော်ကျင်နေရဲ့လားဟုတ်ကျင်နေပါတယ်ဆရာကြီးဒါဆိုရင်ကျုပ်တို့တောင်အောက်ပြန်ဆင်းမယ်မေတော်လည်းဘသူ့ကိုမှထပ်ပြီးဒုက္ခမပေးပါနဲ့ဥဖိုးဝေကပြောပြီးလက်ကိုလှုပ်ရမ်းလိုက်တော့မေတော်နဲ့တော်ဝမ်းမေမတက်ရလို့ရသွားတယ်ဒီနောက်ဥဖိုးဝေကသူတရားကိုသူ့ကိုတွဲစေပြီးမေတော်နဲ့တော်ဝမ်းမေကိုကြောက်ခိုင်းပြီးတောင်အောက်ဆင်းလာတယ်တောင်အောက်ရောက်တော့တောင်ပေါ်ရှိတော်တဲ့မှလို့မဟုတ်ပဲလိုက်အောင်ဖြတ်ဖြတ်ရှိတယ်ထို့စဉ်မိတို့များကိုကန်ဆောင်ထားဟန်ရှိတဲ့လူတစုဥဖိုးဝေတို့နဲ့မလှမ်းမကန်းတွင်သွားပြီးဟေးဟိုမှာလူနှစ်ယောက်အေးဟုတ်တယ်သူတို့ကိုမိသူ့ကိုတွေးမိလားမေးကြည့်ရမယ်ထိုလူအုပ်ကြီးတဖြည်းဖြည်းနဲ့ဥဖိုးဝေနဲ့သူတရားရှိရာကိုတရွေ့ရွေ့တိုးလာတော့တယ်အောင်ဖေးချဲရနေပြီးတက်မီတစ်ဖက်ဓာတ်တစ်ဖက်နဲ့ချောင်းရိုးတိုင်းဆက်သွားတယ်ပေတစ်ဖက်တစ်ချက်ဝယုံတွေနှွယ်ပင်တွေပိန်းပင်တွေရှိတဲ့ရိုးချောင်းလေးတိုင်းဆက်သွားကြတယ်မကြခင်တပင်တပင်မှာသူဝါစောအုံမြင်လာတဲ့ငှက်တကောင်ကြောက်သူတို့ရဲ့ကြော်တွေစိတ်သွားတယ်ဒူးလောက်သာရှိတဲ့ရေထဲမှာလမ်းချောင်းနေလို့အောင်ဖေနဲ့ငညွန့်
လမ်းလျှောက်နေသောအောင်ဖေရုပ်ရှင်ရက်တန့်သွားလို့ငညုံဝါတီတိုမိလိုက်တယ်အောင်ဖေဘာဖြစ်လို့လဲရှေ့မှာရှည်စံကြားလားငါပွက်တာနေမှာပေါ့မဟုတ်ဘူးလူလန်းချောက်တဲ့အတန်မျိုးကြီးတို့လို့ငါမိလက်ခုတ်တဲ့သူတွေများလားမဖြစ်နိုင်ဘူးငါမိခုတ်တာအဲ့လောက်ခြေတံပြင်းပါမလားအောင်ဖေကရိုးချောင်းလေးမှာခုခတ်နေမဲ့ငါ့ကိုတက်မီနဲ့ထိုးမကြည့်ပဲအတန်ကြားရရှစ်ကိုတက်မီထိုးထားပြီးနှစ်ယောက်သာလမ်းလျှောက်သွားနေတယ်အကြခင်မှာရှေးပြင်းကိုခက်ကြံကြံနင်းဖြစ်လာတဲ့ခြေတံစတင်ကြားရတယ်အောင်ဖေကတက်မီနဲ့ချောင်ရိုးတခြားရှစ်တက်တက်ထိုးထားခြင်းတရွေ့ရွေ့လမ်းလျှောက်သွားနေတယ်ချောင်းခွေလေးကိုကြော်သွားပြီးချိန်မှာတော့သူတို့နဲ့အတန်လှမ်းသောနေရာမှာပစိုးကိုကြောင်းပြန့်အောင်ကြိုက်ထားတဲ့အပေါ်ပိုင်းပလာနဲ့စပင်ချီများချုပ်ပွားနေတဲ့လူတစ်ယောက်သူတို့နှစ်ယောက်ကြောပေးလို့မတက်ချက်နေတယ်။ထိုမြင်ကွင်းကြောင်အောင်ဖေအနောက်မှငညွန့်ခတ်တူတူလှည့်ပြောတယ်။ဟိုလူကဘာတူလဲ။မသိဘူးလေ။သူကြည့်ရတာအယူလိုပဲ။အေကွာဒီကောင်အဲ့လိုလုံးနေပုံနဲ့ဆိုရင်တော့ငါခုတ်လို့ရမှာမဟုတ်ဘူး။အောင်ဖေပြပြဆဆချေရနေပြီးအယူလိုသတ်မှတ်ထားသူရှေ့ရောက်သွားတယ်။မလမကန်ရောက်တော့ထို့လူချောင်းရည်တဲ့ကိုလက်နဲ့နှိုက်ပန်တော့သူ့လက်ထဲမှာကြီးမားတဲ့ငရိတ်တကောင်ပါလာတယ်။အောင်ဖေသွားလက်စားရှည်လုံးရက်ပြီးငေးကြည့်ရင်နဲ့ငညွန့်ပြောလိုက်တယ်။ငညွန့်ဟိုကောင်လက်ထဲမှာငရန့်ကြီးငါထင်တပိတ်တာကြော်လောက်ရှိမယ်။အေးဒီကောင်ကြီးဘလို့မြန်ဖမ်းတာလဲ။ဒီလိုဖမ်းရုံနဲ့တော့မိတယ်ဆိုတော့အဲ့ဒီနာမှာငါတော်တော်ပေါ်တယ်ထင်ပါ။ပေါ်လို့လဲဖမ်းမိတာနေမှာပေါ့။သူတို့နှစ်ယောက်လာစားလို့စကားတော်မပြောတော့ခက်ကြဲကြဲပြောတယ်သူတို့နှစ်ယောက်ရဲ့စကားပြောတန်ကြောင့်ထင်တယ်တခြားမျက်နှာမူနေတဲ့ငါးဖမ်းထားတဲ့လူကရုတ်တရက်တစ်ဖြက်ဖြက်လူနေတဲ့ငါးချင်းကိုပစံနဲ့ကိုက်စားပြီးသူတို့ပုတ်လှည့်ကြည့်တယ်နေရဲနေတဲ့မျက်လုံးစုံမျက်တွင်ခွက်ခွက်နဲ့ပယုတ်ကကကြားမှာသွားအဆွဲတွေကအပြင်ကိုထွက်ပြီးရေဆိုနေတဲ့စပင်တချို့ကမျက်နှာကိုဖုံးလွှမ်းနေတယ်ကြောင်ငေးပြီးတက်မီနဲ့ထိုးထားမိတဲ့အောင်ပေရုပ်ရှင်ပဲသတိပြတ်ဝင်လာတယ်တရဲအောင်ဖေနဲ့ငညွန့်ကြောက်အားလန့်အားနဲ့လာရလန်းတိုင်းပြန်လှည့်ပြေးတယ်သူတို့ရဲ့အနောက်ကခြေတံတပွန်းပွန်းပေးပြီးပလာတန်ကိုကြားနေရတုံးပဲချောင်ရိုးလေးတိုင်းအမောတကောပြေးထွက်လာတဲ့အောင်ဖေနဲ့ငညွန့်တို့ကန်ကောင်းထောက်မစွာသူတို့နေထိုင်တဲ့တဲကိုပြန်လဲရောက်လာတယ်တဲစီကိုရောက်တာနဲ့နွားမီးဖို့ကိုမိကိုပို့ချိန်မြင့်အောင်ထင်းထည့်လိုက်သလိုတဲဘော်ကရှင်နန်းစီမိကိုကိုထွန်းညှိလိုက်တယ်ငညွန့်တို့သေတော့မလို့မင်းငါပြောပါတယ်ကြောက်အိုဖျားကုန်းနာနီးလာပြီဆိုတာအခုထိရှင်တုံတုံပဲကြောက်အိုဖျားကုန်းကဘာလို့အဲ့လောက်ကြမ်းတာလဲမသိဘူးနော်တချို့ပြောတာကတော့စေတနာတိုက်ရှိလို့ဆိုလားစေတနာတိုက်ရှိတာရှိပေါ့အခုကဖျားကိုတက်ပြီးဥမရှရဲလောက်တဲ့အထိကြမ်းတာမဟုတ်သေးဘူးငါတွေလည်းဘယ်ကြလို့ကြားခဲ့မှလည်းမသိဘူးငါဟင်းလေးစားရှင်းပါတယ်ဆိုမှတရေလိုက်လို့ထွက်ပြေးရတယ်လို့ဟုတ်ပါကွာစင်းတန်ရလဲတကယ်ကိုကက်စီတခါလာလဲငပိနဲ့ပဲလို့ငါ6တောင်ရိုးပဲပေးတာတို့ဘဝလည်းတဲမလွယ်ဘူးအောင်ဖေနဲ့ငညွန့်တို့ဘဝစိုးလှတယ်ကျေးလက်တော်ရများရဲ့ထုံးစံတိုင်းသူတစ်ပါးအိမ်မှာစင်းငါလုပ်တယ်စင်းငါလုပ်ရပြီဆိုမှကိုပိုင်လည်းရမရှိလို့စင်းငါလုပ်တဲ့လူများဆိုတာမျက်နှာမွေးများတယ်လူအမျိုးမျိုးစိတ်ထွေထွေမှုတချို့သောစင်းတန်ရသူတို့ငှားထားတဲ့စင်းငါကိုမိသားစုတစ်ဖွဲ့ကြောသားရင်သားမခွဲခြားပဲဆက်ဆံကျူးမွေးတယ်ဒီလိုစင်းတိုင်တွေကစိတ်ကောင်းစေတနာနဲ့ပြည့်စုံသူတွေသူတို့နဲ့ခြားနားစွာသောစင်းငါကိုဖြစ်သလိုကြွေးမတန်တဆခိုင်းစေပြီးစိတ်ယုံမှသောစင်းတိုင်တွေကဒုနဲ့တည်းရှိတယ်နေရတော့လေအိမ်ကုန်းမှာသူများအိမ်မှာစင်းငါလောက်ရတာလည်းအရွယ်ရောက်ပါပြီဆိုထက်ရမင်းနဲ့ငါမှာချွေတို့ငွေစမပြောနဲ့အလှမှာဝတ်ဖို့ပစိုးတက်ထဲတောင်ကကောက်မမမရှိဘူးလေအောင်ဖေကပြောတော့ငညွန့်ညိမ့်သွားတယ်အောင်ဖေပြောတာမှန်တယ်သူတို့ကဆယ်ကျော်သက်ရွယ်တဲ့ကဇာတိရွက်မှာသာမကတခြားသောရွာတွေကပါစင်းငါလိုက်လို့ရတယ်အသက်အကြီးဆုံးဖြစ်တဲ့သားကိုသားချီဩရတာခေါ်တွင်နဲ့ဒါကတော့ပြေဆုံးကြွားတဲ့မိသားစုများဖို့တာချီဩရတာနေဖြစ်
နေချောင်းမဲ့တင်တဲ့ဆင်းရဲသောမိသားစုမှာပေါက်ပွားလာရတဲ့သူတို့ဖို့မှာတော့အကြီးဆုံးသားဖြစ်တာနဲ့ကြီးလက်သောတာဝန်ကိုထမ်းရတယ်လူစိတ်ရှိတဲ့လူကပိုပင်ပန်းရတယ်အเจ้าမှအခုသူတို့အလုပ်လုပ်ပေးနေရတဲ့စည်ရင်တိုင်မှာအလှူဒန်းများရှိရင်တောင်သွားခွင့်မပြုလို့အောင်ဖေနဲ့ငညွန်းတို့သူတို့ဘွားကြောင့်သူတို့တွေ့ရင်စကားမပြောဖြစ်ပဲစိတ်မချမ်းမသာဖြစ်နေစဉ်တဲကုန်းရှိရာအောက်ရှိစီကလူတယောက်အခေါ်သုံးခက်ကြက်ကြဲကြားလိုက်တယ်တဲရှင်တို့ဘသူလဲမင်းတို့ကြံခဲ့တဲ့ဟာပြန်လာပေးတာတဲကုန်းအောက်ခြေကဒီလိုစကားပြန်တော့သူတို့တယောက်မျက်နှာတယောက်ကြည့်မိတယ်ဒါဘသူတန်လဲမသိဘူးလေတို့ကြံခဲ့တာဆိုတော့ဘာကြံခဲ့လို့လဲမနက်ဦးတန်းလန်ကွက်ထဲလက်စာထည့်သွားထုတ်ပေးသေးတယ်အဲ့ဒီမှာနွားလှန်ဖို့နှစ်ဖားကျွတ်ကြံခဲ့တယ်မင်းတောင်ပြောသေးတယ်အောင်ဖေရအော်အေးဟုတ်တာပဲဒါလေးပြတဲပေါ်တက်ဒီနွေးရှမ်းတက်ထားတယ်လားအောင်ဖေတဲပေါ်တက်ခံပြီးမကြခင်တဲဖီဆွဲထားတဲ့တင်ကုန်းမှာနွားနှက်ချင်းကလွန်းလွန်းဖြစ်လာတယ်ငညောကတင်ကုန်းရဲ့ဘေဘီဝဲရကိုတက်မီနဲ့ထိုးကြည့်တယ်ဘာမှလည်းမရှိပါဘူးနွားတွေဘာလို့လန့်နာလဲသူတို့နှစ်ယောက်စကားပြောနေစဉ်တဲပြစ်မှာလူတယောက်မတဲရှနေတာကိုတွေ့လိုက်တယ်ထို့သူကသူ့လက်ထဲမှာဆွဲလာတဲ့အရာကိုတဲတဲ့ကိုလှမ်းပစ်ချတယ်ကြော့ဒီမှာမင်းတို့ကြံခဲ့တဲ့ဟာအတန်ကြောင့်အောင်ဖေနဲ့ငညွတ်နွားတင်ကုန်းကိုအာယုံရောက်နေလို့တဲပြင်ကလူကိုတက်မီနဲ့ထိုးကြည့်လိုက်တယ်နှစ်ယောက်သားတကူလုံးအစ်ဆက်တောက်တင်သွားတယ်အเจ้าမှာငါးမီခုတ်စင်ရသူတို့တွေ့ခဲ့ရတဲ့မကောင်းဆိုးဝါးတရေသူတို့ဘာစကားမှမပြောဘဲကြောင်ငင်းနေစဉ်မကောင်းဆိုးဝါးဟုသူတို့ထင်မှတ်ထားတော့သူကသူပြစ်ချလိုက်သောအရာကိုလက်ညှိုးညွှန်ပြပြီးအတန်အော်ကြီးနဲ့ပြောတယ်မင်းတို့ကြံခဲ့တဲ့ငါတွေအကုန်ကောက်ပြီးလက်ပေးတာနှစ်ကောင်ထောင်အပိုဖမ်းလာသေးတယ်ဟဲ့ကောင်တွေမင်းတို့ကငါ့ကိုကြောက်နာလားဟုတ်တယ်မင်းတို့ကြောက်စရာမလိုပါဘူးမင်းတို့လည်းမင်းတို့ဝန်တွက်ချစားတယ်ငါလည်းငါဝန်တွက်ငါချစားတယ်ငါနာမည်လည်းမှတ်ထားတာတေကြီးတဲ့မင်းတို့ချောင်းရိုးထဲမှာကြိုက်တဲ့လောက်ငါချစားလို့ရတယ်သိလားဟုတ်ကဲ့တာတေကြီးဆိုသူကထွမြတ်သောစကားပြောပြီးတာနဲ့တဲကုန်းဘဝဆင်းသွားတယ်ဒီတော့ကနာမငြိမ်ဖြစ်နေတဲ့နွားတွေငြိမ်သွားတယ်ငညောကတာတေကြီးပြစ်ချပေးတဲ့ငါးတွေများကိုလက်ထရတက်မီနဲ့ထိုးကြည့်တော့ငါအများကြီးပဲနှစ်ယောက်သားတယောက်မျက်နှာတယောက်ကြောင်ကြည့်မိကြတယ်ဟဲ့ကထငါတာတေကြီးဗျာခမရဘာလာလောက်တာလဲမင်းတို့ပေးစရာရှိလို့ဘာပေးမှလဲမနှက်ဖြန်ညာဖျားကုန်းမင်းတို့နှစ်ယောက်လာခဲ့ဘာလို့ရမှာလဲကျုပ်တို့စားမလို့လားမဟုတ်ဘူးမင်းတို့ကိုစင်ရတွင်ကလွတ်အောင်လုပ်ပေးမလို့မင်းတို့လာမလားဖျားကုန်းကအကျယ်ကြီးပဲဘယ်နောက်လာရမှာလဲဖျားကုန်းတောင်ကြီးကကြောက်ပြချင်းနောက်လာခဲ့ကြလားဟုတ်ကဲ့ဗျအောင်ဖေတယောက်ထူးထူးဆန်းဆန်းအိမ်မက်ကိုမက်ပြီးလှန့်လို့လာတယ်သူနိုးလာပြီးအဲ့ရကထထိုင်ချိန်မှာဘေးမှာအိမ်နေတဲ့ငညွန့်လဲသူ့ကိုပြောတယ်အောင်ဖေဘာဖြစ်လို့လဲအိမ်မက်မက်လို့တားတဲ့ကျိုးအိမ်မက်မက်တာလားအေးဟုတ်တယ်မင်းကဘယ်လိုသိလဲငါလဲအိမ်မက်မက်လို့ဘယ်လိုမက်လဲတာတဲ့ကြီးဆိုတဲ့လူကငါတို့ကြောက်အိုဖျားကုန်းလာခိုင်းတယ်ငညွန့်ကပြောတော့အောင်ဖေတော်တော်အံ့ဩတဲ့သူမက်ခဲ့တဲ့အိမ်မက်ကငညွန့်မက်တဲ့အိမ်မက်နဲ့တူတူပဲအတော်လေးထူးဆန်းလို့အိတ်ရှင်စိမ်မရှိတော့ပဲတဲအောက်ဆင်းလိုက်တယ်သူဆင်းလိုက်တာနဲ့ငညွန့်ကတဲပေါ်ကလိုက်ဆင်းလာတယ်ဒီနောက်အောင်ဖေကမိတိုက်ထားလို့မဲနေသောရင်တွေအိုးကိုအဖုံဖွင့်ကြည့်ပြီးမိဖို့ပေါ်တင်လို့သူ့ရဲ့နောက်မှာငညွန့်ကိုပြောတယ်ငညွန့်ဆင်းတော့စဉ်းစားစရာပဲဘာလို့လဲအောင်ဖေကိုနေကတာတေကြီးဆိုတဲ့သူကတို့ငါလာပေးတဲ့အခုလဲအိမ်မက်ပေးတယ်ငါထင်တော့ငါတို့ကိုရံမပြုတ်ဘူးဆိုတာသိတာတယ်နော်ရံပြုတ်ရှင်မှာတော့တို့တခုခုလုံးမှာပေါ့ဘလို့လုပ်ပြီးကြံခဲ့တဲ့ငါတွေလာပေးမှလဲအေးဒါဆိုတို့ဘလို့လုပ်ကြမလဲဘာလို့လဲတာတေးနဲ့ချင်းထားတဲ့နေရာကိုသွားမလား
ထို့အတွက်တစ်ခုခုတော့ထူးမဲ့ထင်တယ်ငါတော့သွားကြည့်ရှင်နေအောင်ပြီတို့တွေလည်းဒီစေးငါဘဝနဲ့ပဲဘဝမဆုံးချင်ဘူးတစ်ခုခုတော့အကျိုးထူးရှိလောက်တယ်မင်းရောဘလို့ထင်လဲအကျိုးမရပဲဘေးရနေရင်ဘလို့လုပ်မလဲမှန်ချင်တဲ့နှမ်းထွက်မကိုက်ရင်ဒုက္ခမင်းရလေကွာတို့ခုဘဝဘာမြတ်ခင်းတွယ်စရာရှိလို့လဲငညောကပြောတော့အောင်ဖေးဘာမှမပြောပဲတွေးတောနေတယ်မှန်တော့လေမှန်တာပဲတစ်နှစ်ပြီးတစ်နှစ်ကျွဲလို့နွားလို့ရုန်းကန်နေရပေမဲ့သူတို့ဘဝမှာတိုးတက်မလာဘူးငညွန့်ပြောသလိုတာတေကြီးချင်းစွတ်တဲ့နေရာကိုသွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်ကဲတေမြေကြီးချင်းချွေထီးပေါ့ကွာကန်တရားအလှည့်ပေးတယ်လို့ပဲသဘောထားလိုက်မယ်တို့သွားကြတာပေါ့အဲ့လိုလှုပ်ဆံပါအောင်ဖေရကြောက်အိုဖေရဒီနယ်မှာတော့နမဲကြီးသောနေရာလက်ထုံနေသောတောင်သူကြီးတူဖျားစနုတော်များကိုတွေးရှိရကထိုဖျားစနုတော်များကိုထပ်ပနာတီးပြီးရွာနဲ့လှန်နဲ့ကြောက်ဆိုင်ကြောက်သားမြနှဲငယ်ရှိတဲ့တောင်ကုန်းပေါ်မှာစေတီတဲထားခြင်းပဲနေကန်ရွာသားများမှစေတီကိုဖျားဟုတ်တာသုံးနှုံကြလို့အိုးများတက်တန်ကြောက်တုံများတီရှိရတောင်ကုန်းပေါ်ဝဲစေတီတဲထားသောကြောက်အိုဖျားဟုတ်အမိတွင်နဲ့စေတီတီရှိရကုန်းကိုလည်းကြောက်အိုဖျားကုန်းဟုတ်တာသမုတ်ကြတယ်ကြောက်အိုဖျားကုန်းကအတော်လေးနာမည်ကြီးတယ်တခါငှက်ပြစ်သောငှက်မုတ်ဆိုတယောက်ဖျားကုန်းပေါ်မှာငှက်လာပစ်တယ်ဖျားကုန်းပေါ်မှာဘသူမှသူတစ်ပါးအသက်ကိုသက်ရှင်မလို့ရလို့ထိုဖျားကုန်းပေါ်မှာများစွာသောတောကောက်ငယ်တွေနဲ့အမျိုးစုံသောငှက်တွေပေါ်များတယ်ငှက်ပြစ်သမားမှာအယူသေးတဲ့ဆိုတာထက်မထီမဲ့မြင်ပြုတ်တတ်သောလူရဲ့တယောက်ဖြစ်လို့ကျွာလူကြီးတွေရဲ့ပြောဆိုဆုံးမမှုကိုမလေးမစားလုပ်ပြီးဖျားကုန်းမှာငှက်နဲ့တောကျက်လာပစ်တယ်ငှက်ပြစ်သမားသူ့လေးကွာနဲ့တောကျက်ဖတစ်ကောင်ကိုချိန်ရွယ်တယ်တောကျက်ဖကြီးကသူ့ကိုဂယုမပြုဘူးသူ့ရဲ့ခြေထောက်တွေနဲ့ဝါရွက်များကြားဝဲရက်ပြီးတော့ဆာရှာတယ်ငှက်မုတ်ဆိုကကျက်ဖကြီးကိုလောက်လေးကွာနဲ့အားကုန်ဆွဲပစ်တယ်ငှက်မုတ်ဆိုပစ်လိုက်တဲ့လောက်စာလုံးကအချိန်ပြင်းပြင်းနဲ့တောကျက်ဖရဲ့ကောင်ကိုတိတိကျကျထိမှန်သွားပြီးဦးကောင်ကပွင့်ထွက်သွားတယ်ကျက်ဖအိမ်မှာတောင်ပန်တစ်ဖြက်ဖြက်ခတ်ပြီးတော့တယံဆက်ဆက်ဖြစ်သွားတယ်ငှက်မုတ်ဆိုတာတစ်ချက်ပြုံးလို့ကျက်ဖကြီးကိုတော့ကောက်မဲ့ပြင်တော့ဦးကောင်ပွင့်နေတဲ့ကျက်ဖကြီးမှာရုတ်တရက်ပြန်လဲမတ်တက်ချက်ပြီးတော့အတောင်ခတ်ပြီးတော့ထတွန်းတယ်ငှက်မုတ်ဆိုလဲကြောင်ပြီးကြည့်နေတာပေါ့ကျက်ဖကြီးရဲ့တွန်းတမှာအကွက်ကွဲတန်ရင်သုံးချက်ဆင့်တွန်းပြီးတော့တတော်လုံးမှာကျတွန်းတန်တွေညံစီသွားတယ်ဘယ်ရဘလို့ရောက်လာမှမသိတဲ့အကောင်ရဲ့အများကြီးရှိတဲ့ရဲရဲနိနေတဲ့တောကျက်ဖအုပ်လိုက်ကြီးငှက်မုတ်ဆိုကိုလိုက်ခွတ်တယ်ငှက်မုတ်ဆိုလဲပါလာတော့တာနဲ့ကြက်များကိုပိုင်းဖြတ်ခုတ်ထစ်တော့လဲအခုတ်ခန့်ဖြတ်ခံရတဲ့ကြက်တွေမှာလဲကျသိဆုံးခြင်းမရှိဘူးကိုခနာတသက်နဲ့လိုက်ခွလို့ငှက်မုတ်ဆိုရဲ့တကူလုံးကြက်တက်တွေစူးတယ်ထလာတဲ့ကျက်ဖတွေရဲ့တက်ချွတ်ချွတ်များကငှက်မုတ်ဆိုရဲ့နေရင်မျက်လုံးလဲပင်အပြင်တကူလုံးကိုထိုးဖောက်ဝင်ရောက်သွားတယ်မုတ်ဆိုလဲကြောက်လန့်အော်ဟစ်ပြီးတော့တောင်ပေါ်ကဆင်းပြေးတယ်မျက်လုံးတွေမှာကြက်တက်ဆူထားလို့မမြင်မစမ်းပြေးလွှားလေရာဝါခုတ်ထားတဲ့ဝချုံငုတ်ပေါ်လဲကြပြီးအသက်ပါဆွန့်ချုံသွားတယ်ဒါကတော့ညပြားလှစွာသောကြောက်အိုဖျားကုန်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်များစွာတရားတစ်ခုပဲအခုချိန်မှာဖျားကုန်းကတိတ်ဆိတ်ငြိမ်သက်နေတယ်တောင်ကုန်းထိပ်မှာရှိတဲ့ထုံးဖြူဖြူစီတီရဲ့ထီတော်ကထွက်ပေါ်လာတဲ့ဆဲလဲသက်မှာတစ်ချက်နှာပြောဖွယ်ရရှိတယ်လာဆန်ရမှုလာရဲ့အလင်းရောင်ကစီဒီတော်နဲ့စီဒီရှိရာတောင်ကုန်းတစ်ခုလုံးကိုပြန့်ကျက်ထားလို့အတိုင်းသားမဟုတ်သည့်တိုင်ခက်ပြက်ပြမြင့်နေရတယ်ဖျားကုန်းကိုလာရောက်နိုင်တဲ့လမ်းလေးမှာလူနှစ်ယောက်လမ်းလျှောက်နေတယ်ထိုလူနှစ်ယောက်မှာတခြားမဟုတ်ဘူးငညွန့်နဲ့အောင်ဖေးငညွန့်ကတက်မီကန်ပြီးသူ့ရဲ့နောက်မှာပါလာတဲ့အောင်ဖေးကိုလှမ်းပြောတယ်အောင်ဖေးငါတို့ဘယ်နာသွားရမလဲကြောက်ပြနားတယ်လေဒါဆိုရင်တောင်ကြီးက60ပဲနေမှာအဲ့ဒီခါမှာဆောင်းဖို့တဲ့နေရာဖြစ်မယ်အေးကြောက်ပြဆိုလို့အနာလေးပဲရှိတယ်ဟုတ်တယ်လေမင်းတော့မသိဘူးငါတော့တယောက်တည်းဆိုရင်မလာရဲဘူးငါကောင်ကြီးငါလည်းမင်းလို့ပါပဲကွာသူတို့နှစ်ယောက်စကားတပြက်ပြောနဲ့ဖ
ះကုန်းတောင်ကြီးကချောင်းရိုးဆက်လေးကိုလမ်းလျှောက်လို့သွားနေတယ်။သူတို့စိတ်လှုပ်ရှားနေတယ်။ဒီနောက်ဘာမှမပြောဘဲသိရိတ်ကြတော့ကြောက်လိုက်အောင်မရှိတဲ့ချောင်းရိုးလမ်းလေးတိုင်းတက်မီထိုးသွားလိုက်တယ်။ချောင်းရိပ်မှာဒူးလောက်တာရှိပြီးကြောက်အိုဖះကုန်းအောက်ရှိမှရှစ်ပတ်စီစဉ်နေတယ်။သူတို့နှစ်ယောက်ချောင်းရိုးထက်ဖြာသို့သွားလိုက်တော့မကြခင်ချိန်မှာလာရောင်ကြရောင်နေတဲ့ကြောက်ဖြာကြီးကိုတွေ့ရတယ်။ဒီလိုမြင်တွေ့လိုက်ရတာနဲ့အောင်ဖေနဲ့ငညွန်းတို့ရဲ့ရှင်ခုန်တန်တွေတယောက်နဲ့တယောက်ကြားရတဲ့အထိကြဲလောင်တလားထင်ရတယ်။အောင်ဖေမင်းကြောက်နေတာလား။ကြောက်တာလည်းမဟုတ်ဘူး။တမျိုးတော့တမျိုးကြီးပဲ။လာကွာသွားကြတာပေါ့။တေလဲအဖော်ရှိတာပဲတေပြောပါတယ်။မင်းနဲ့ငါတော်တော်ရစ်ဆက်ဆုံတယ်နော်။အေကွာစင်းငါလောက်တာတောင်စင်းတိုင်တယောက်ထဲမှာဆုံတယ်။အေးတို့တွေမိမတယောက်ထဲတော့နှစ်ယောက်မယူရလောက်ပါအောင်နော်ပြောလို့မရဘူးမင်းကြိုက်နေတဲ့ຫນွေမှာငါ့ကိုကြည့်နေတယ်နော်မင်းကိုကြည့်နေတာအင်သာချင်းတူခိုင်းမလို့နေမှာပေါ့မင်းကတော့ပောက်ကရပြောရမယ်ငါမင်းထက်ကြည့်ကောင်လို့ကြည့်တာဖြစ်မှာပေါ့နှစ်ယောက်သားကြောက်စိတ်ပြေလို့ပြညာတခြားကြောင်းရများကိုပြောဆိုပြီးတော့ကြောက်ပြစီကိုသွားကြတယ်လာအောင်စမ်းထားတဲ့ကြောက်ပြပေါ်မှာအောင်ဖေနဲ့ငညွန့်သူတို့ကဘာမှမပြောဘဲတစုံတရာစောင့်မျှော်နေတယ်သူတို့နှစ်ယောက်စောင့်မျှော်နေတာတာတိတ်ကြီးကိုအချိန်ကြာလာတော့လေထူးခြားသောရဲရောင်ပေါ်မလာဘူးငညွန့်ကစတင်ပြီးတော့ပြောတယ်အောင်ဖေတာတိတ်ကြီးတို့ပုံပြင်ပြောသွားတာလားဒါမှမဟုတ်မင်းနဲ့ငါပဲစိတ်ကူးရှင်နေတာလားမသိတော့ငါတို့ကအလုပ်တွေကိုညှင်းငွေပြီးအတွေးတွေလွန်နေတာဖြစ်မယ်ထူးတော့ထူးဆန်းတယ်ကဲဒီမှာအချိန်ဖြုံးတာတော်တင်ပြီးမနှက်ပြန်ကြရင်စိုးရိမ်ထပြီးထဲထိုးရမယ်ပြန်ကြမယ်သူတို့နှစ်ယောက်အချိန်တော်ကြာစောက်ဆိုင်ပါတော့လေတာတီးရှောင်းမလာလို့ကြောက်ပြပေါ်ကမတက်ရက်ပြီးလာလန်းတိုင်းပြန်ကြတယ်ကြောက်ပြနဲ့မလှမ်းမကန်းလျှောက်တော့သူတို့နောက်ကအတန်တန်ပေါ်လာတယ်ဟဲ့ကောင်တွေပြန်ကြတော့မလို့လားကွာအတန်ကြောက်သူတို့နောက်ပြန်လှည့်ကြည့်တော့ခါထောက်ပြီးကြည့်နေသူတာတေးကိုတွေ့လိုက်တယ်။တာတေးကြီးကလားရောင်ထွန်းလင်းနေတဲ့ကြောက်ပြပေါ်မှာခါထောက်မတိတ်ရှက်နေတဲ့သူ့ရဲ့ပုံစံအပေါ်ပိုင်းပလာကျန်ထားတယ်။ပစိုးကြောင်ကြိုက်ထားတယ်။ချုပ်ပွားနေတဲ့သပင်ချီဖြစ်ပြီးအဆွဲနှစ်ချောင်းကအပြင်ကိုခေါ်ထွက်နေတယ်။မျက်လုံးတွေကရဲရဲနေနေတယ်။အောင်ဖေနဲ့ငညွန့်ဒီလိုရုပ်သွင်းကိုနောက်တစ်ချိန်ထပ်မံမြင်ရတော့ထိတ်လန့်သွားတယ်။တာတေးကြီးကသူတို့ကိုနောက်တစ်ချိန်ထပ်ခေါ်တယ်။ဟဲ့ကောင်တွေဘာတွေကြောင်နေတာလဲလာခဲ့ကြလေဟုတ်ကဲ့မင်းတို့နှစ်ယောက်ငါ့ကိုမကြောင်နဲ့မင်းတို့နှစ်ယောက်နဲ့ငါနဲ့ကပထမဆက်ရှိတယ်ထင်တယ်ငါရှမ်းမပြုတ်ဘူးလူရင်းတို့ရှင်ပဲပြောမယ်မင်းတို့နှစ်ယောက်ချမ်းသာကြင်လားတာတိတ်ကြီးရဲ့အမေကြောင့်သူတို့တယောက်မျက်နှာတယောက်ကြည့်မိတယ်သူတို့အနေနဲ့ဒီလိုကြည့်လိုက်ခြင်းမှာဒီမလာခင်ပြောခဲ့တဲ့စကားတွေမှန်နေပြီဆိုတဲ့သဘောနှစ်ယောက်သာခတ်သွက်ဖြစ်လိုက်တယ်ချမ်းသာကျင်ပါတယ်ဒါဆိုရင်ဟန်ကြတာပဲမင်းတို့ခဏဆောက်ငါဆက်ရောက်သွားခေါ်မယ်တာတေးကြီးကပြောပြီးကြောက်ပြဘွားတဆင့်ချောင်းရိုးကမယံပုံတက်ပြီးတော့ထွက်သွားတယ်တာတေးထွက်သွားတော့ငညွန့်ကအောင်ဖေနာကပ်ပြီးစကားတီးတို့ပြောတယ်အောင်ဖေသူ့မှာဆရာရှိသေးတယ်ဆိုပဲငါတော့ကြောချနေပြီအေးငါလည်းတူတူပဲသူတော်ဒီလောက်ကြောက်စရာကောင်းနေတာသူ့ဆရာဆိုရင်ဘလောက်မြန်ကြောက်စရာကောင်းမလဲမသိဘူးချမ်းသာချင်တယ်လို့တော့ပြောပြီးနောက်ဘာဆက်ဖြစ်မလဲတော့တို့လည်းမသိဘူးသူတို့ထုံမြတာပြောပြီးတာတေးနဲ့ဆရာဖြစ်သူတို့လောက်ဆောက်ဆိုင်နဲ့မကြခင်မှာချောင်ရိုးကမရန်တိုင်းတာတေးကြီးဆင်းလာတီကိုတွေ့ရပြီးကြောက်ဖြာကြီးပေါ်တူးထောက်ထိုင်နေတာတေးကြီးဒူးထောက်ထိုက်နေရင်မှအောင်ဖေတို့နှစ်ယောက်လှည့်ကြည့်တယ်။ဟဲ့ကောင်တွေဒူးထောက်ပြီးခေါင်းငုံနေမော်ဖူးဆိုမှငါဆရာကိုမော်ကြည့်ကြလား။သူမော်ဖူးပါလို့မပြောပဲကြည့်လို့ကတော့မင်းတို့ဆက်ပြက်ပြီးသားမှတ်။တာတေးကြီးကပြောတော့သူတို့နှစ်ယောက်ပြက်တယ်လဲဒူးထောက်ခေါင်းငုံလိုက်တယ်။မကြခင်ချိန်မှာအလဲအောင်တချို့ပေါ်လာပြီးလူတယောက်သုံးကြားလိုက်တယ်။ကဲမော်ဖူးကြစေကွယ်။ထိုလူမှာလေတန်အေးပြောတော့လဲအောင်ဖေနဲ့ငညွတ်ဒူးထောက်ပြီးခေါင်းငုတ်လျက်သားနေတယ်
တာရီကြီးကသူ့အတန်အော်ကြီးနဲ့သူတို့သတိပေးလာတယ်ဟဲ့ကောင်တွေခေါင်းမောလို့ရပြီငညွန်းနဲ့အောင်ဖေတာရီကြီးရဲ့စကားဆုံးတော့သူတို့ရဲ့ကောင်များမော့ပြီးကြည့်တော့သူတို့ရှိမှမတက်ရက်ပြီးနှစ်ပိုင်းနေတော့သူတို့ထက်အနေငယ်သာတက်ကြီးနိုင်မဲ့လူရွယ်တယောက်တွေ့လိုက်တယ်ထိုလူရွယ်ကပိုးသားအင်ကြီးကွက်ထောက်တောင်ရှိပစိုးဝတ်ထားတယ်ပိုးပွားတစ်ထည်ခေါင်းမှစီထားတယ်သူ့ရဲ့ကိုယ်မှလည်းအနေငယ်သောရောင်ဝါတွေထွန်းလင်းနေတယ်ထိုပုဂ္ဂိုလ်ကသူတို့နှစ်ယောက်ကြည့်ပြီးမောင်မင်းတို့ကချမ်းသာခြင်းတယ်လားဟုတ်ကဲ့ချမ်းသာခြင်းပါတယ်အောင်ဖေမှာထူးဆန်းသောပုဂ္ဂိုလ်ဒီလိုပြောလိုက်ရာတာတီကြီးကကမန်းကတန်ဟန့်တာတယ်ဟဲ့ကောင်ဟုတ်ကဲ့ပါလို့မပြောရဘူးမှန်ပါကိုတော်လေးလို့ပြောရတယ်ကိုတော်လေးကျွန်တော်မျိုးတင်ငမိုက်သားတွေကိုစားတောင်းမှန်ပါတယ်ခွလို့ပေးပါတာတီကြီးမှာသူ့ရဲ့ကြမ်းတမ်းသောရုပ်ရည်နဲ့မလိုက်ဖက်စွာချိုချိုးလွန်လှစွာသူ့ရဲ့အချင်းတခင်ဖြစ်သူကိုဝတ်တော်ခါရတယ်ထို့အခါကိုတော်လေးလိုနှဆသုံးသောထူးဆန်းသောလူကတာတီကြီးကိုလက်ကပြပြီးတာတီစိတ်မပူနဲ့ငါကိုတော်ခွတ်လွတ်တဲ့သူတို့တွေကတမန်လူသားတွေပဲမိုးပွေးမရှိဘူးသင်ဆွေးရမနေနဲ့စိတ်အေးထားတာတီကြီးမှာသူတို့နှစ်ယောက်ဒုက္ခရောက်မှကိုလူလားပုံမရှိဘူးဒါကြောင့်သူတို့နှစ်ယောက်ကိုအမှားမရှိအောင်စောင့်ကြည့်တယ်ကိုတော်လေးကအောင်ဖေတို့ကိုကြည့်ပြီးတော့သူ့ရဲ့စကားပြန်ဆက်တယ်မောင်မင်းတို့ကိုချမ်းသာအောင်လုပ်ပေးဖို့ကငါကိုတော်အတွက်မခက်ခဲဘူးဒါပေမဲ့မောင်မင်းတို့ကငါကိုတော်ရဲ့အကျိုးသက်ပိုးပေးရမယ်ကျုပ်တို့ကဘာလုပ်ပေးရမှာလဲမောင်မင်းတို့လုပ်ပေးရမှာကတခြားမဟုတ်ဘူးကိုတော်ရဲ့တပည့်ဖြစ်နေဖို့ပဲကျုပ်တို့ကဒီမှာနေရမှာလားမဟုတ်ပါဘူးမောင်မင်းတို့ကြိုက်တဲ့ရွာကြိုက်တဲ့မြို့မှာနေနိုင်တယ်ငါကိုတော်ခိုင်းစရာရှိရင်တော့မောင်မင်းတို့ကိုငါရဲ့ကျွန်းတော်တွေကိုအခေါ်လွှတ်မယ်တယောက်မျက်နှာတယောက်ကြည့်မိတယ်သူတို့နှစ်ယောက်အချင်းချင်းပြန်ကြည့်တဲ့ကြည့်တဲ့ဘက်ကိုကိုတော်လေးကတစ်ချက်ပြုံးပြီးမောင်မင်းတို့ကိုအမြဲခေါ်မှစိုးရိမ်နေတဲ့ထင်ပါတယ်စိတ်မပူနဲ့ကိုတော်ကမောင်မင်းတို့ကိုအမြဲစစ်မခေါ်ဘူးလူအပ်တဲ့10နှစ်ကြာမှတစ်ချိန်ဆင့်ခေါ်မှအထိထပ်ဖို့ကြာရင်လဲကြာမယ်မောင်မင်းတို့နဲ့တင့်တော်တဲ့လုံမပေါ်မရှင်းကိုတော်မခေါ်ဘူးစိတ်ရှိစွာရှင်းပြတဲ့ကိုတော်ဆိုသူကြောင့်အောင်ဖေနဲ့ငညွန်းတိုင်ပင်မထားပဲတပြိုင်တည်းလက်ခံတယ်ကောင်းပြီစွာအဲ့တော့ကိုတော်တပည့်တွေဖြစ်ပြီးဆိုတော့ချမ်းသာဘဝပူမနေနဲ့ကဲတာတေငါကိုတော်ရဲ့တပည့်လက်သားနှစ်ယောက်ကိုချွေအိုးတယောက်တူစီလက်ဆောင်ပေးလိုက်မှန်လားပါကိုတော်လေးတာတေကြီးကကိုတော်ဆိုတဲ့ပုဂ္ဂိုလ်ဥချကတော့ပြီးချောင်ယိုကံပါရံပေါ်တက်သွားတယ်ဒီနောက်ကိုတော်ကအောင်ဖေနဲ့ငညွန်းတို့နှစ်ယောက်သစ္စာဆိုခိုင်းတယ်ဆိုခိုင်းတဲ့သစ္စာမှာသူ့ရဲ့ခိုင်းစေမှုကိုညှင်းပြီးဆွေ90အသေးဆုံးနဲ့တေးရမယ်ဆိုတဲ့စကားပဲငညွန်းနဲ့အောင်ဖေလည်းချွေအိုးတယောက်တူရမှဖြစ်လို့ကိုတော်ဆိုခိုင်းတဲ့သစ္စာကိုလိုက်ဆိုတယ်သူတို့နှစ်ယောက်သစ္စာဆိုပြီးချိန်မှာတာတေတယောက်ချွေအိုးနှလုံးကိုလက်တစ်ဖက်တစ်ချက်စီမှာဆွဲပြီးပြန်လာလို့သူတို့ကိုတယောက်တူစီပေးတယ်ဒီနောက်တာတင်တဲ့ကိုတော့ချောင်ယိုကမယံကိုတယောက်ပြောက်ွယ်သွားတယ်။နှင်းလိုက်ရက်တွေကြာညောင်းခဲ့ပြီးအောင်ဖေနဲ့ငညွန့်တယောက်တရွာစီနေပြီးမိသားစုနဲ့တူတူကြီးပွားနေပြီးအောင်ဖေကမလှကုန်းဆိုတဲ့အမိရတဲ့ရွာမှာချမ်းသာဆုံးသောဂုံပုံနဲ့နေတယ်။အိမ်တောင်ကြပြီးညီကိုမောင်နှမမိဘတွေနဲ့အတူနေတယ်။မိသားစုဝင်များကြားမှာအောင်ဖေရဲ့ဩဇာတည်တယ်။အောင်ဖေကအသက်40ရွယ်လူကြီးတယောက်ဖြစ်နေပြီးသူ့နေသူငညွန့်ကဥညွန့်ဆိုပြီးကျဝေရွာမှာတရေသက်ရွယ်တယောက်ဖြစ်တယ်။သူလည်းအောင်ဖေနေသူမိသားစုနဲ့မိဘညီကိုမောင်နှမတွေနဲ့အေးချမ်းစွာနေထိုင်နေ။တရက်မှာတော့အောင်ဖေတယောက်သူ့ပိုင်လေတွေကိုတွားရောက်ကြည့်ရှုဖို့အိမ်ကလမ်းလျှောက်ထွက်လာတယ်။သူ့လက်ရာတွေမှာလက်ညှို့တို့မလွယ်ဖြစ်ပြီးစင်းရင်ငါများနဲ့လောက်ကင်တယ်။စင်းရင်ငါဘဝမှာချမ်းသာလာသူအောင်ဖေတယောက်စင်းရင်တိုင်ဘဝရောက်တာနဲ့စင်းရင်ငါများကိုသူ့ရဲ့မိသားစုတပွဲကြည့်ရှုစောင့်ချောက်တယ်။ဒါကြောင့်လဲစင်းရင်ငါတွေကသူ့ချစ်ခင်နဲ့အောင်ဖေကိုဖြစ်သူ့ရဲ့စင်းရင်ငါတွေကမဟုတ်ကျွမ်းမရှိတဲ့လူကြီးလူငယ်မရွေးအောင်ဖေကိုယူသေးလေးစားချစ်ခင်တယ်။အခုလဲအောင်ဖေတယောက်ကျွမ်းလန်းတိုင်းလမ်းလျှောက်လျာလမ်းဘေးရှိအိမ်ကသူ့ကိုရင်နှွေးချမ်းတောက်ခေါ်တယ်။
အောင်ဖေကသူ့ကိုနှုတ်ဆက်သူများအိမ်စစ်နေပါပြန်နှုတ်ဆက်တော့ရွာပြင်ရောက်မှသာနှုတ်ဆက်မဲ့သူမရှိတော့တာလေယာများကပြန်လာသူတချို့တလေတို့ကပြန်နှုတ်ဆက်ရသေးတယ်ဒီလိုနဲ့သူရွာနဲ့မလှမ်းမကန့်ရှိလက်ကွင်းမြောက်သွားတဲ့စပားတွေရှိသိမ့်ပြီးလို့စောင်းသိနှံဖြစ်မက်ပဲများကျဲထားလျက်အခြေအနေတော်ကောင်းတယ်အောင်ဖေလက်ကစင်းများပေါ်လမ်းလျှောက်လာသူတွေ့တော့တဲတွင်နားနေကြတဲ့လူငယ်နှစ်ယောက်ကတဲအပြင်ထွက်လာပြီးဦးလေးရဲ့နေပူပြီးခိုင်းစရာရှိရင်တယောက်ယောက်ခေါ်ခိုင်းလိုက်ရောပေါ့ငါလဲလာရှင်လို့ပါငပြူရဲ့မောင်ထူးရောလာဦးလေးမက်ပဲတွေကတော့ဒီနေ့တော်တော်ထွက်မယ်အေးကွာအပင်တွေလည်းတော်တော်ကောင်းတယ်အဲ့ဒါမင်းတို့တော်လို့ပေါ့ဒီနေ့လဲစုချမယ်ကျိုးတို့မိသားစုကအဆင်ပြေပါတယ်ဦးလေးရဲ့ဒီနေ့ထပ်ပေးလိုက်ရင်တော့ကျိုးတို့ကမယူတော့ဘူးဆုံးဖြတ်လိုက်တယ်ဘလို့ဖြစ်တာလဲငါပေးတာနဲမြနဲလို့လားမဟုတ်တာဦးလေးကကျိုးတို့ကျေးဇူးချင်ပါကျုပ်တယောက်လောက်အားနဲ့တင်မိဘတွေလောင်းငါတယ်ဟိုလေငါပြူးမိရတဲ့လူငယ်လေးကအဖေကိုပြောတဲ့မပြောတဲ့စဉ်းစားနေပုံပဲကဲငါပြူးမင်းငါ့ကိုပြောစရာရှိတယ်ဆိုတာသိတယ်ပြောအောက်ချံကြံကင်းထဲမှာလှုပ်တဲ့ကိုတင်မောင်ကိုဦးလေးသိလားထိန်ပင်ရတက်မောင်လားဟုတ်တယ်ဦးလေးအေးဆက်ပြောဘာဖြစ်လဲသူအစင်မပြေဘူးသူ့ကလေးဆေးရုံတင်ထားရတယ်အဲ့ဒါငွေရေးကြေးရေးခက်ခဲဖြစ်နေတဲ့ကျုပ်တို့ပေးမဲ့မဟုတ်ဘူးကိုသူ့ကိုပေးဖို့ပြောချင်လို့ပါဒါကောင်းတဲ့ကိစ္စပြောတာပဲငပြူးနဲ့မောင်ထူရဲ့မင်းတို့တွေရဲ့စိတ်ဓာတ်ကိုတော့ငါလေးစားတဲ့မင်းတို့ပေးနေကြမဟုတ်ဘူးကိုလည်းပေးမယ်တင်မောင်ကိုလည်းပေးမယ်မင်းတို့ကငါရဲ့မိသားစုဝင်တွေပဲဒါနဲ့တင်မောင်ဆိုတဲ့ကောင်အဲ့လောက်ရေးကြည့်တော့ဘာလို့မြန်ငါ့ကိုမပြောတာလဲနော်အာနာလို့တဲ့ဦးလေးရဲ့ဒါအာနာဆီယာမမဟုတ်တာဒါနဲ့မင်းတို့စရိတ်ကိုရှိသေးလားမပြတ်ခင်ကြိုးယူလိုချင်ထောင်အာမနာနဲ့ရွာထဲကသိန်းဆောင်လဲဝတ်ပေါ်တာနဲ့မင်းတို့စီကိုပို့ပေးဖို့ပြောထားတယ်ဒီကောင်လာပို့လားဟုတ်ကဲ့ဦးလေးပို့တယ်အေးဒီနေ့လဲစာကိုမင်းတို့တဲမှာစားမယ်ငါအောက်ကြံခင်းကိုသွားမယ်မောင်ထူးငါနဲ့လိုက်ခဲ့ပြန်လာမှထမင်းစားမယ်ဟုတ်ကဲ့ဦးလေးငါပြူငါဘာဟင်းကြိုက်လဲဆိုတာသိတယ်နော်သိပါတယ်ဦးလေးရခရမ်းချင်သည်နဲ့အချောက်ချက်စီးပြန်လေးမှလားဟိုမှာကျုပ်တို့တခွားပင်ရုံးမရသည်ပင်တွေတောင်းစိုက်ထားတယ်အောင်ဖေကစင်းငါလေးမောင်ထူးကိုခေါ်ပြီးသူတို့အခေါ်အောက်ဖက်ဆိုတဲ့ကြံခင်းများပေါက်ထွက်သွားတယ်တင်မောင်ဗျာကိုကြီးမင်းကွာခလေးနဲ့မကောင်လို့ခက်ခဲဖြစ်နေတယ်ဆိုငါပြောရောဘောဟာအကိုကြီးကိုမောင်ထူးပြတာလားမပြူးနဲ့မောင်ထူးလေသူတို့ပေးမယ်မဟုတ်ဘူးကိုမင်းကိုပေးပါတဲ့အကိုကြီးကိုအာနာလို့ပါကျုပ်မှာပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်နေတော့အာနာလာပြီလေတင်မောင်ရငါလဲစင်းငါဘဝနဲ့နေလာတဲ့ကောင်မှာဘာမှအာနာစရာမလိုမင်းလိုအပ်တဲ့လောက်ပြောငါအိမ်ကိုလိုက်ယူကြလားကျေးဇူးတင်ပါတယ်ကိုကြီးရဲ့ကြားပါတယ်တင်မောင်ရဲ့မင်းတို့တော့ငါပြန်ပြီးကျေးဇူးတင်ရမှာကဲငါပြန်တော့မယ်မနှက်ပြန်လာပြအောင်လာနော်တခြားပေးစရာလေးတွေရှိသေးလို့အောင်ဖေကအိမ်မှာပြည့်စုံနေထိုင်စားတောက်နိုင်တော့လေလေယာထဲမှာလှုပ်ပြီးမမောပန်နဲ့ချက်ပြုတ်စားတောက်ခဲ့ရတဲ့အချိန်များလောက်ထမင်းမမိန်ဘူးအခုငပြူးချက်ကြွေတဲ့ထမင်းဟင်းကိုမရင်ချက်ရစားတောက်ရသည်မှရတာရှိလှတဲ့ဒါကြောင့်ဆက်ရက်လှည့်ရင်တစ်ချိန်စင်းငါးများနေထိုင်သောလက်ရများကိုလှည့်လည်စားတောက်လေးရှိတယ်သူလာတဲ့ခါတိုင်းစင်းငါးတွေပြောတဲ့တချို့စင်းငါးတွေကစင်းတန်ရောက်တဲ့ခါမှမပြောချင်ဘူးအကြောင်းကစင်းတန်ရစီလိုပေါက်ချခိုင်းတတ်တယ်ငပြူဒါလေးရှိလားရှိတော့ရှိတယ်ဒါပေမဲ့ဦးလေးစစ်လေးတော့လို့မရဘူးလို့အမကြီးကကျုပ်တို့ပြောထားတယ်မင်းရလေကွာတစ်ဖွာနှစ်ဖွာပါပဲငါမလဲမကြီးမငယ်နဲ့စစ်လိတ်ခိုးတော့ရတယ်လို့အမကြီးကဦးလေးအတွက်ကောင်းစေချင်လို့ပြောတာပဲငါသိပါတယ်လို့ပါအတူလေးဖြစ်ရတယ်အတင်းတောင်းနေလို့ငပြူတဲခင်းထားတဲ့ဝလုံးကောင်းတရားစစ်လိတ်တို့လေးပေးလိုက်တဲ့မိချစ်လေးကိုကန်ပေးတယ်အောင်ဖေလဲငပြူကန်ပေးတဲ့စစ်လိတ်တို့နဲ့မိချစ်ယူပြီးမင်းကြီးဖွာချိုက်တယ်စစ်လိတ်တော့ရင်ကချောင်းဆိုးလာတော့အောင်ဖေကို
မိဘညီကိုမောင်နှမများနဲ့ဇနီးသက်ပါဝင်သားသမီးတွေကပါစစ်လေးတောက်ကျင်ကိုတားထားတယ်။စင်းငါးတွေကလည်းသူ့ကိုစစ်လေးမတောက်စီချင်ဘူး။တောက်တာတွေ့တာနဲ့အိမ်ပြန်တိုင်မဲ့ပြောလို့ချုံမော့တောင်းတောက်ရတယ်။ဦးလေးတဲပေါ်လှဲချင်လှဲလေနေအိမ်မပြန်ဖို့ကျုပ်တို့နှွားသွားလှန်အောင်မယ်။အေးငါပြုံးနဲ့မှသူဝါခမောက်ကိုဆောင်ပြီးတဲပြင်ထွက်သွားတယ်။အောင်ဖေလည်းစစ်လေးတို့ကိုမိသက်လွှင့်ပစ်ပြီးတဲပေါ်မှာလှက်ချအိတ်တယ်။အောင်ဖေမတွေ့တာတောင်ကြပေါ့။တာတေးဟုတ်တယ်မင်းတို့နှစ်ယောက်ကိုကိုတော်လေးရခေါ်ခိုင်းလိုက်လို့လာမယ်နတော်လာပြညကြောက်အိုဖျားကုန်းကိုလာခဲ့အရှင်နေရပဲ။တာတေးကြီးကထိုမြတာပြောပြီးပြောက်ွယ်သွားတော့အောင်ဖေအိယာလန့်လို့လာတယ်။သူ့မျက်နှာမှာချွေးဆိုးနေတယ်။နှစ်ပေါင်းများစွာကြာခဲ့ပြီးခုတော့တာတေကြီးလာခေါ်နေပြီးပေးခဲ့သောဂတိကိုမမေ့သူမို့တွားရမှာပေါ့။သူတို့ချမ်းသာလာရသည်မှာတာတေကြီးနဲ့ကိုတော်လေးရဲ့ကျေးဇူးကြောင့်လေအောင်ဖေကကြားလာသောချွေများကိုရောင်းချခြင်းမပြု။သူလောက်ကိုင်းလိုတဲ့အလုပ်များအတွက်အရင်နှီးလို့ရန်လုံငါချွေတချို့ကိုပေါင်းနှံပြီးလက်ရဝဲယူတဲ့ဒီနောက်အလုပ်ကိုကြိုးကြိုးဆဆလောက်ကိုင်းပြီးချွေများကိုပြန်လဲရွေးယူထားတယ်။လောက်ရဲ့ကံရည်နဲ့လိုအပ်သောအရင်နှီးရှိလို့အခုလိုချမ်းသာလာခြင်းပဲ။ဒါကြောင့်ကိုတော်လေးပေးတဲ့ရွှေများကိုပျောက်ပြတ်မသွားပဲရှူလာစင်ကတိုင်ပစ္စည်းများအားလုံးအရာမယွင်းရှိတယ်။အခုတော့တာတေကြီးလာခေါ်ပြီးသူ့အားခေါ်ပါကငယ်ချင်းငညွန့်ကိုပါခေါ်မှဖြစ်လို့ထထူးစဉ်းစားမနေပဲငယ်ချင်းဖြစ်သူငညွန့်ထန့်ကိုသွားဖို့တရားထွက်လာတယ်။အောင်ဖေရသူ့ရွာနဲ့တန်ငယ်လှမ်းတဲ့ရဝေရာကိုထွက်လာတယ်။တနေ့နေ့တစ်ချိန်ချိန်မှာအခုလိုအချိန်ရောက်လာမှန်းကိုသိပေမဲ့တတွေ့ကြကြကြုံရတော့စိတ်လှုပ်ရှားတယ်။နင်းပြပေါ်ဟာတင်မထူးနေမတူတစောက်ကန်လောက်ခဲ့မိတော့လေအခုလိုမိသားစုနဲ့ပြပြလဲလဲခြေတကြရှိတဲ့ခါမှာများစွာတွေ့ပူမိတယ်။လမ်းနေသောခြေလမ်းတွေကမြန်ဆန်တယ်။ရဝေရွာကိုသွားတော့လမ်းနေပြေလက်ခွင်းများပိရှိလဲလန်းသွားရလို့အတော်လေးကိုပူပြင်းလာတယ်။တယောက်တည်းတုတ်ချိတ်တင်သွားနေစဉ်လမ်းတော်လောက်ရောက်တော့နေရလဲအတော်အသင်းကျသွားပြီးသူရဲ့ခြေမျက်နှာချင်းဆိုင်မှာသူ့နေတူခက်မြက်မြန်လမ်းလျှောက်လာသူကိုတွေ့လိုက်တယ်။သူကတော့ငညွန့်ပဲ။အောင်ဖေမင်းငါးစီလာတာလား။အေးဟုတ်တယ်။ငါလည်းမင်းစီလာတာပဲ။တို့တော့ခေါ်နေပြီးအောင်ဖေရေဘယ်လိုလုပ်ကြမလဲ။ဘယ်လိုလုပ်ရမလဲကွာ။တို့ကဂရိပေးထားပြီးပြီလေတွားရမှာပေါ့။ငါကတော့ကြောက်တယ်ကွာ။အရှင်ကားထပ်ဖို့ကြောက်တယ်။ဘာပြောမသိသေးတာအဲ့လောက်ကြီးလဲကြောက်မနေစမ်းပါနဲ့လာငါတဲမှာပဲနေကြမယ်ငါကောင်လေးတွေကိုရွာပြန်လွှတ်လိုက်မယ်အဲ့ဒါကောင်းတယ်လာပြေဘွား2ရက်လောက်လိုသေးတာဆိုတော့တို့တွေတိုင်ပင်လို့ရတာပေါ့အောင်ဖေနဲ့ငညွန်းပျော့ဆွငပြူတို့နေထိုင်သောတဲရှိရောက်ပြန်လာတယ်တဲရောက်တော့နေဝင်သွားပြီဖြစ်သောကြောင့်ငပြူနဲ့မောင်ထူတို့နောနှစ်ချင်းကိုတဲထဲသွင်းပြီးရေတိုက်တယ်သူတို့နှစ်ယောက်အောင်ဖေနဲ့ငညွန့်တွေ့တော့မောင်ထူးမှာအောင်ဖေကိုပြောလိုက်တယ်။ဦးလေးကိုပြန်သွားပြီးတောင်ထင်နေတာ။အေးပြန်မလို့ပဲငါတငယ်ချင်းလာလို့ဒီကောင်နဲ့ငါတဲမှာပြောစရာရှိတဲ့တို့စင်းငါဘဝမင်းတို့နှစ်ယောက်လိုပဲတွဲနေခဲ့တာရှင်ဘဝအမှတ်ရတယ်ဒါကြောင့်မို့ဒီမှာနေကြမလို့မင်းတို့နှစ်ယောက်ရွာပြန်နေကြငါအိမ်ကိုလည်းဝင်ပြောလိုက်ဦးညွန့်ရောက်နေလို့တဲမှာနေတယ်လို့ကြားလားဟုတ်ကဲ့ဦးလေးကျုပ်တို့ညစာချက်ပေးကြရမလားနေတို့ဘာသာတို့ချက်စားမယ်မောင်ထူးနဲ့ငပြူအိမ်ပြန်ရှင်နေပုံကြပြီးခက်မြက်မြန်ပြန်သွားတယ်သူတို့နှစ်ယောက်တဲထဲဝင်ပြီးတပ်ပြင်ကိုစီရှာမိတယ်ငညွတ်မင်းထမင်းစားမလားငါချက်လိုက်မယ်တော်ပါပြီမစားချင်ကိုတော့ဘာခိုင်းမလဲပဲတွေးမိတယ်လွယ်ကူကူလေးပဲခိုင်းပါစေလို့စွတ်တောင်းရတော့မှာပဲသူ့ဆန်စားထားမှတော့ရဲရတော့မှာပေါ့ဒါနဲ့မင်းမသူတို့ပေးထားတဲ့ရွှေတွေကြံသေးလားဒီလောက်အများကြီးကကြံတာပေါ့ငါလိုကမဲ့ကဘာမှမသုံးဘူးပစ္စည်းတွေအကုန်ပြန်ရွေးပြီးပြန်ထည့်ထားတယ်ငါလည်းတူပါပဲဘာမှမလျော့သေးဘူးအရင်နှီးလုပ်ပြီးတာနဲ့ပြန်ရွေးပြီးတင်ထားတာအေးကွာတို့မလုံးနိုင်တဲ့လုပ်တွေခိုင်းလို့ကတော့ချွေတွေပြန်ပေးပြီးမလုံးနိုင်ကြောင်းညင်းကြတာပေါ့ဘလို့လဲ
ငါလည်းအဲ့လိုစဉ်းစားနေတာသူတို့နှစ်ယောက်မိုးချုပ်တဲ့ဒီစကားပြောနေပြီးမိခွက်ထွန်းညှိခြင်းကိုမလုပ်မိဘူးတဲရှင်တို့ပြို့တဲရှင်တို့ဝင်ခဲ့ပြို့အထဲမှာလူရှိတယ်အောင်ဖေဝင်ခိုင်းလိုက်တော့တဲထဲကိုလူနှစ်ယောက်ဝင်လာတယ်တဲထဲမှာမှောင်နေသောကြောင့်ဝင်လာတော့လူနှစ်ယောက်ရုပ်ရှင်အင်္ကာကောင်းကောင်းမတွေ့ရဘူးအောင်ဖေကမိချစ်နဲ့မိထွန်းလိုက်တယ်တဲထဲဝင်လာတော့လူနှစ်ယောက်မှာလူငယ်လေးများဖြစ်ပြီးရှိလာမှ25နှစ်ထက်မပိုဘူးတယောက်ကအညူရောင်အင်ကြီးအညူရောင်ပစိုးနဲ့ဖြစ်ပြီးကြံတယောက်မှာတာမန်မြဝတ်စာကိုသာဝတ်ဆင်ထားတယ်ထိုလူငယ်နှစ်ယောက်ကအောင်ဖေကိုပြုံးပြပြီးကျုံနာမည်ဘိုးတော်ပေးလို့ခေါ်တဲ့ဒီတယောက်ကမမောင်ကျော်တဲ့အော်အေးထိုင်ပါအောင်ဘိုးတော်တို့လာရင်ကိစ္စဒီဘက်မှာအကူကြီးလိုနေတဲ့သူနှစ်ယောက်ရှိတယ်ဆိုပြီးအထက်လွှတ်လိုက်လို့လာခဲ့တာပါအောင်ပင်နဲ့ငညွန်းတယောက်မျက်နှာတယောက်ကြည့်ပြီးငညွန်းကဘိုးတော်ပေကိုပြောလိုက်တယ်ထူးဆန်းလိုက်တာကျုပ်တို့နှစ်ယောက်ကလည်းအကူကြီးလိုနေတယ်ဘိုးတော်တို့ကဘာဖြစ်နေတဲ့သူကိုကူညီဖို့ရောက်လာတာလဲမလျော်ကန်တဲ့သစ္စာစကားကိုဖျက်ပေးဖို့လာခဲ့တာပါဒီကဦးလေးပုဂ္ဂိုလ်တို့ကဘလို့ကူညီများလိုနေတာလဲဘိုးတော်ပေအမေကြောင့်အောင်ဖေတို့လည်းပြောတဲ့မပြောတဲ့စဉ်းစားပြီးအချင်းချင်းမျက်ရိပ်ပြတယ်ဒီနောက်ဘိုးတော်ပေတို့ကိုပြောပြဖို့ဆုံးဖြတ်ချက်ချပြီးအကြောင်းစုံပြောပြလိုက်တယ်ဘိုးတော်ပေနဲ့မမောင်ကျော်တို့ကအောင်ဖေတို့တငယ်ချင်းနှစ်ယောက်ပြပြတာတွေနားထောင်ပြီးတခုခုတွေးမိတယ်ဘာပဲပြောအခုချိန်ထိဦးလေးတို့နှစ်ယောက်ရဲ့ကျေးဇူးရှင်ကကိုတော်လေးနဲ့တာတေကြီးပေါ့ဟုတ်ပါတယ်ဘိုးတော်လေးကျုပ်ကိုအဖိုးကူညီခိုင်းတာလဲလူနှစ်ယောက်ရဲ့သစ္စာကိုဖျက်ပေးဖို့ပါတဲ့အဲ့တော့ခမရတို့နှစ်ယောက်ဆိုတာသိကြလားကျုပ်တို့ကလောဘကြီးတာပါဆွေ90အသေးစိုးနဲ့သိရမယ်ဆိုတဲ့သစ္စာစကားအတော်ကြီးမားတယ်ကျုပ်တို့လောဘဖုံးပြီးမမြင်နိုင်ခဲ့ကြဘူးဖြစ်ပြီးတာတွေထားလိုက်ပါတော့လေလာပြင်းနေကြရင်တူတူသွားမယ်ကျုပ်တို့နှစ်ယောက်ဒီမှာရှိနေပါမယ်ဒီမှာဆိုနေရေးစားရေးခက်မယ်ဘို့တော့အင်ကိုပဲသွားကြမယ်လေရတယ်ကျုပ်တို့အတွက်အဆင်ပြေပါတယ်ဘိုးတော်လေးတို့ရောက်လာတာကျုပ်တို့အတွက်တကယ်ကိုဖျားမတာပဲကျုပ်တို့နှစ်ယောက်လုံးစိတ်တော်ခါရှောင်းနေတာအခုမှပဲတတ်တရရတယ်ခမရတို့ရဲ့လုပ်ရက်ကမှန်ကန်ခဲ့ပါတယ်ဒါကြောင့်လဲဆိုင်ရာကျုပ်တို့လှုပ်လိုက်တာဖြစ်မယ်ကျုပ်တို့တွေအကျိုးမျှော်ကိုပြီးကောင်းမှုတွေလုပ်နေတာမဟုတ်ရပါဘူးတကယ်ကိုချင်းစာစိတ်နဲ့ကူညီတာပါကောင်းတာပေါ့ဗျာအခုလိုစိတ်ဓာတ်ကောင်းတွေအမြဲမပြတ်မွေးကြပါအောင်ဖေတို့ဘိုးတော်ဖေတို့ရောက်လာလို့စိုးရိမ်ကြွကြမှုတွေအထိုက်လျောက်တက်တာသွားတယ်ဘလို့ပဲဖြစ်ပါစေအခက်အခဲဖြစ်နေချိန်မှာကောက်ရိုးတမြင်ပဲဖြစ်ဖြစ်ဆွဲကင်တက်တဲ့လူတွေရဲ့တဘာဝကြောင့်သူတို့နှစ်ယောက်ဘိုးတော်ဖေကိုလေးလေးနက်နက်ယုံကြည်ကိုးစားမိတယ်ဒီနေ့ရလာပြင်းနေညတခါတရံလှမင်းကြီးကိုတိမ်တွေဖုံးသွားတယ်။မဲမှောင်သွားသလိုတိမ်ကင်းစင်သွားတဲ့ချိန်တွေမှာအလေးရောင်ကပိုတိုးလာတယ်။အောင်ဖေဒီတစ်ခါသွားရတာတေမထူးနဲ့မထူးစိတ်နဲ့မဟုတ်တော့ဘူး။တော်တော်ရှင်လင်းမိတယ်ကွာ။အတူတူပါပဲငညွန့်ရဲ့စင်းငါဘဝတော်ကထပ်ပိုးပြီးစိုးရိမ်မိတယ်။တို့ကလည်းဂရိတွေပေးထားခဲ့တာဆိုတော့ငညွန့်ပြောလက်ဆစကားကိုချက်ပြီးလှမ်းမြင်ရတဲ့တောင်ပေါ်ကထုံးဖြူဖြူစေးဒီကိုလက်အုပ်ချီတဲ့သူ့နေသူအောင်ဖေလဲလက်အုပ်ချီလို့အာယုံပြူဆုတောင်းတယ်တို့တွေလည်းအသက်လေးရလာမှဖះတရားတိတက်လာတယ်အကြရဟာအကောင်ဆိုတွန့်တွယ်နေတာပါပဲတို့တွေဒီပုတ်သားငါးလမခုတ်ခဲဖြစ်ရင်တာတေကြီးနဲ့လည်းတွေ့ရမှာမဟုတ်ဘူးဒီလိုဘဝမှာလည်းနေရမှာမဟုတ်ဘူးဟုတ်တယ်ပြပြစွစုံလေးနေရတဲ့အချိန်ကတိုးတောင်းလွန်းသလိုပါပဲတို့တွေစင်းငါလုံးနေရတော့ကဆိုတစ်နှစ်အချိန်ကကြာလိုက်တာမှမပြောနဲ့တော့အချိန်တွေကပုံမှန်ပါပဲတို့စိတ်ကပြောင်းလဲနေတာပါငါတော့သိမယ်ဆိုရင်သိပြောပါပြီမိဘညီကိုမောင်ပွားတွေရောမိသားစုကိုပါအဆင်ပြေထားနိုင်ခဲ့ပြီငါစိတ်ပူနေတာငါသိမှမဟုတ်ဘူးဘာမှပြစ်မရှိတဲ့ငါမိသားစုမျိုးဆက်တွေငါလျှောက်တရားမအောင်မင်းနဲ့ငါစိတ်တော်တူတာပဲ
ငါလည်းမင်းလိုပဲတွေးနေတာအဆိုးတွေးမတွေးပဲအကောင်တွေးကြီးပဲတွေးချစို့ငါတို့ကောင်းမှုပြုခိုင်းမှလည်းဖြစ်နိုင်တာပဲယာအောင်ဖေစကားကြောင့်ငညွန့်ပြုံးတယ်ထို့အတွေ့အတွေ့ကောင်းဖြစ်တယ်ဒါနဲ့အောင်ဖေပြောတဲ့အတိုင်းကောင်းတော့ပဲဖြစ်တွေ့ပြီးလမ်းလျှောက်လာတယ်ချောင်ယိုလေးကအရှင်ကားထက်နှဲငယ်ပိုကျဲတယ်အရှင်ကားလောက်ရှိမနှက်ပေမဲ့ခြေမျက်စိမျက်ယုံလောက်သာနှက်တယ်သူတို့နှစ်ယောက်အခုချိန်မှာတော့အရှင်ကားလိုနှစ်ယောက်ပေါင်းမှတက်မီတလက်မဟုတ်ဘူးတက်မီတယောက်တလက်နဲ့သူတို့ကချောင်ယိုအတိုင်းသွားလေရလာရောင်ထွန်းလင်းနေတဲ့ကြောက်ဖြစီကိုရှောက်လာတယ်အရှင်တော်တော်ကြာကြောက်ဖြပေါ်မှာထိုင်ဆောက်ပြီးတော့သကောင်ရံကိုရောက်ချိန်မှာခြေတန်းတပွန်းပွန်းနဲ့လူတယောက်လှတုံကြားလိုက်တယ်မကြခင်မှာသူတို့ရဲ့မိတ်ဆွေဟောင်းကြီးတာတိတ်ကြီးကိုတွေ့လိုက်တယ်မင်းတို့ချမ်းသာနေကြပြီမှတ်လားဟုတ်ပါတယ်တာတိကျုပ်တို့ချမ်းသာနေပါပြီကောင်းတယ်ကောင်းတယ်ငါလည်းမင်းတို့ချမ်းသာစေချင်တာကဲကဲလူထောက်ကောင်းငုတ်တော့ဟိုမှာကိုတော်လေးကြွလာပြီတာတိကြီးစကားကြောင့်သူတို့လူထောက်ကောင်းငုတ်လိုက်တယ်မကြခင်အတန်တန်ထွက်လာတယ်မောင်မင်းတို့မော်ဖူးစီထွက်အတန်ကြောင့်အောင်ဖေနဲ့ငညွတ်ကိုတော်လေးဆိုတဲ့ပုဂ္ဂိုလ်ရောက်နေပြီဆိုတာသိတယ်ခေါင်းမော်ကြည့်လိုက်တော့ကိုတော်လေးမှလွန်ခဲ့တဲ့စနစ်ကတွေ့မြင်ခဲ့ရသလိုကိုရောင်ကိုဝါမထွက်ပဲအညိုရောင်အမဲရောင်တွေရောချက်နေတဲ့အခိုးငွေ့များသာထွက်နေသည်ကိုတွေ့ရတယ်သူတို့နှစ်ယောက်စိတ်ထဲမှာထိတ်သွားတယ်ကိုတော်လေးဆိုသူကသူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်တယ်မောင်မင်းတို့ကဂရီတော်တီသားပဲချီးကျူးပါတယ်ကိုတော်ကကျုပ်တို့နှစ်ယောက်ရဲ့ကျေးဇူးရှင်ဆိုတော့စကားနားမထောင်ပဲမနေဝင့်ပါဘူးကျေးဇူးရှင်တင်လားဟဲ့ကျုပ်တည်းမှားထန်ပြီးပြောလာတော့ကိုတော်ကြီးစကားကြောင့်အောင်ဖေတို့ဘာပြန်ပြောမှမသိဖြစ်သွားတယ်ထွက်ချိန်တာတိတ်ကြီးကပြပြတလဲဝင်ရောက်တောင်းမှန်ပေးတယ်ကိုတော်လေးသူတို့ကမလိမ်မို့မလိမ်မလေးတွေမို့ခွလွတ်ပေးတော်မူပါသူတို့ကကိုတော်ရဲ့ကျေးကျွန်တွေပါတဲတီတာတေဒီကောင်တွေနဲ့ပတ်သက်ရင်အမြဲကာကွယ်ပေးနေရောလားကိုတော်ကပြောပြီးလက်ကိုဝှေ့ရန်လိုက်တော့မဲနဲ့တဲ့အခုံးငွေများကိုစုဝေးသွားစေပြီးကျိုးတစ်ချောင်းတစ်ဖွဲဖြစ်ပေါ်လာပြီးတော့တာတေလဲပင်ကိုရှစ်ပတ်တယ်ထို့အရာကြောင့်အောင်ဖေနဲ့ငညွန့်တာတေကြီးတွဲစိုးရင်ပြီးကြောက်ဖြန်တဲ့နဖူးထိတဲ့ထိခေါင်းကိုငုပ်ပြီးစိတ်ထိန်ပါကိုတော့ကျွန်တော်မျိုးတို့ကကိုတော်ရဲ့ကျေးကျွန်းတွေပါဒီလိုပြောလိုက်တော့မှကိုတော့သူ့လက်ကိုပြန်ရမ်းတော့တာတေကြီးရဲ့လက်ပင်ကိုရှစ်ပတ်ထားတဲ့အမဲရောင်ကြိုတံကသူ့လက်ထဲကိုပြန်လည်ရောက်ရှိသွားတယ်အခုတလောကိုတော့စိတ်သိမ့်မကြည့်ဘူးအနေထိုင်ပြောဆိုဆင်ခြင်ကြမှန်လားပါကိုတော်ဗျာအေးငါမောင်မင်းတို့နှစ်ယောက်ကိုခေါ်ရတဲ့အကြောင်းကတော့ငါနေရာမှာဆောက်ချောက်ပေးဖို့လူအစားအယောက်20လိုတဲ့မိမပြိုစယောက်နဲ့ယောက်ျားပြိုစယောက်မင်းတို့ချပေးရမယ်သူတို့နှစ်ယောက်မျက်လုံးပြူသွားပြီးခေါင်းငုတ်တောင်းမှန်တယ်ကိုတော်လေးအဲ့ဒါတော့မဖြစ်နိုင်ဘူးထင်ပါတယ်ဟုတ်ပါတယ်ကိုတော်လေးဒီလောက်လူဦးရေကိုကျုပ်တို့မစွမ်းဆောင်နိုင်ဘူးတက်ရင်လည်းတေးဖို့အစင်သင်းပါပဲကိုတော်လေးပေးတဲ့ရွှေတွေလည်းအကုန်ရှိပါတယ်ပြန်ပေးပါမယ်အပိုစုနေနဲ့ကျုပ်တို့တက်ကိုပါရှူပါအောင်ဖေနဲ့ငညွန့်အရေးစွန့်ပြီးဒီလိုပြောတယ်ကိုတော်လေးစိတ်ဆိုးဒေါသထွက်ပြီးသူ့ရဲ့ကိုယ်ကခိုးငွေတွေလည်းအမဲရောင်ပြင်းပြောင်းလဲသွားပြီးအောင်ဖေတို့လက်ညှိုးငငေါထိုးပြီးခက်ထက်မှကြောစွာပြောတယ်တဲငါစကားပယ်ချဝင်းတယ်လားဒီငမိုက်တန်းနှစ်ယောက်ဘသူအာကိုနဲ့ခံပြောဝင်းတာလဲစိုးစမ်းကျုပ်တို့တကယ်မစွမ်းနိုင်တာခွတ်လွတ်ပါကိုတော့ပြောလေကဲလေပါလားလူလောကမှာမနေချင်တော့ဘူးလားဟေးတက်ရင်လည်းအသေးခံဖို့အသင့်ပါပဲလူယောက်20ကိုကျုပ်တို့ကြောင့်အလက်ကအသေးမခံခိုင်းနိုင်ဘူးမောင်မင်းတို့ကတော်တော်လေးတတိကောင်းနေတယ်ပေါ့တင်တို့ဆက်ကဓာတ်တောင်းနေတာပဲမောင်မင်းတို့ကဂတိသစ္စာဖြတ်တော့ချွေ90မျိုး90တက်ပေးရမယ်ကျုပ်တို့ကိစ္စကျုပ်တို့နဲ့ပဲဆိုင်တယ်အပြစ်မရှိတဲ့သူတွေကိုဘာမှမလုပ်ပါနဲ့လားကိုတော့တဲလဲတတိကောင်းနေတဲ့ကောင်တွေပဲငါဆက်ကနားမထောင်ဘူးပေါ့တင်တို့နှစ်ယောက်ကိုတက်ပြီးရင်တင်တို့ရဲ့မျိုးနွယ်တွေကိုအကုန်လုံးတက်ပစ်မယ်တ
တင်တို့နှစ်ယောက်တက်ပြီးရင်တင်တို့ရဲ့မျိုးနွယ်တွေကိုအကုန်လုံးတက်ပစ်မယ်တာတေဖေရဒီနှကောင်တက်ပြီးမင်းစားလိုက်ကိုတော်ကတာတေကြီးကိုဒီလိုပြောတော့တာတေကြီးမှာဘာလို့ရမှမသိဖြစ်သွားတယ်သူကအောင်ဖေနဲ့ငညွန့်နောက်တိုးသွားတယ်သူ့ကိုအတနာခံနဲ့ကျင်းနဲ့ကြည့်နေတဲ့အောင်ဖေနဲ့ငညွန့်တို့ရဲ့မျက်နှာကိုတွေ့တော့ရက်ဆက်ကြမ်းကြုတ်သောတာတေရဲ့မျက်နှာမူကြားမှာချက်ရှင်ပြောင်းလဲသွားပြီးကိုတော်ချစ်မှာထူထောက်ထိုင်ပြီးကိုတော်လေးဝနတောင်ပိုင်ပပိုးကလူမတက်ရဘူးလို့မိတ်ထားပါတယ်ဖေ။တာတေနေရပါငါ့ကိုအာခံနေတာလားမဟုတ်ပါဘူးတောင်ပိုင်ပပိုးကလူမတက်ရဘူးလို့မိတ်ထားလို့ပါတောင်ပိုင်စကားနားထောင်မလားငါစကားနားထောင်မလားပြောစမ်းတာတေနင်းတောင်ပိုင်ကအခုဘယ်ရောက်နေလဲနင်သိလားမသိပါဘူးနင်ငါစကားကိုအမြဲတမ်းနားထောင်နေတာအခုမှဘာဖြစ်တာလဲပြောစမ်းတောင်ပိုင်ပပိုးကမှားထားလို့ပါတဲဒီကောင်တော့ငါလို့ရင်သေတော့မှာပဲအခုချက်ရှင်တပ်ပစ်စမ်းတာတေကြီးရဲ့မျက်နှာရှင်ဆွဲထပ်ပူပြီးကြောက်စရာကောင်းလာတယ်သူ့ရဲ့ကိုယ်ကလည်းမိကိုရောင်အကွန်ငွေတွေတဖြည်းဖြည်းထွက်လာတယ်ထိုရာကြောင့်ကိုတော်ဝနာမျက်နှာတစ်ချက်ပြတ်သွားတယ်တာတေနေမသက်ရှင်မသက်နဲ့နှင်းစားငါလုံမယ်ကိုတော်ဝနာပြောပြီးလက်ကိုတန်တန်ဆန့်လိုက်တော့သူ့လက်ထဲမှာအသွားဖွဖွနှစ်ဖက်ပါတဲ့တချီတချောင်းရုပ်ရှင်ပေါ်လာတယ်ဒီနောက်သူကလက်ထရတာနဲ့အောင်ဖေနဲ့ငညွန်းတို့ရဲ့လက်ပင်ကိုပိုင်းပြစ်မဲ့ပြင်စင်တာတေကြီးကတောင်ပိုင်ပပိုးကလူမတက်ရဘူးဟုရေရွတ်နေရင်ဖြစ်ကိုတော်ကိုပွေ့ဖက်ပြီးချောင်းရည်တဲ့တွန်းချတက်ခဲ့လိုက်တယ်တိုင်ဖုံးပြီးလိုက်အောင်ပြောက်သွားလို့မောင်မဲနေတဲ့ချောင်းရုပ်အတွင်းမှာရုတ်တရက်လျှက်စီများဝင်းလက်သွားပြီးကြောက်ပြပုံတာတေးကျလာတယ်မကြခင်မှာကိုတော်လည်းပြန့်ပေါ်လာတယ်လဲကျနေတဲ့တာတေကြီးရဲ့ရှင်ဝေါချီဖြင်းနှင်းထားရင်ပြောတယ်တာတေနေရမြန်ငေါ့အခန်းဝင်းတယ်လားနင်းသစ္စာရှိမှုတွေဘယ်ရောက်ကုန်ပြီလဲဟဲ့တော်စံဝနနင်းလို့ရက်တွေကြောင့်ဖျားကုန်းမှာသွေးစွန်းရတာများပြီးတောင်ပိုင်ပပိုးလဲနေရောက်လာမှမရှိတော့တာတာတေနင်းတဲ့တတိကောင်းနေပါရောလားနင်းမသေးခင်အမှန်တရားတစ်ခုပြောခဲ့မယ်နင်းသိတ်လေးစားတဲ့တောင်ပိုင်ကိုငါအသွရတောင်မှာဖမ်းထားတယ်ဟဲ့ငါဖမ်းထားတာဒီကြောက်ဦးဖျားမရှိစင်ထဲကပဲသိလားရုံမာတဲ့ဝနနင့်စကားနားထောင်ပြီးငါတို့ကနင်းမိတ်တွေနာခံခဲ့ရတာကဲနင့်ကိုဒီဘဝနေတခြားဘဝပြောင်းပေးမယ်ပြီးရင်တော့ဟိုကငမိုက်သားနှစ်ယောက်လှဲ့ပဲဟေးဝနသူ့လက်ကိုအပေါ်ဆန့်တန်လိုက်တော့လက်ထဲမှာအသွားထမျက်လှတဲ့ဓာတ်တလက်ပါလာတယ်ဝနဒါနဲ့တာတေကောင်းချိန်ရွယ်ပြီးခုတ်လိုက်စဉ်ချောင်းရိုးထဲကချွေရောက်အလုံးတစ်လုံးလေလိုမျိုးလှိမ့်မြန်စွာပေါ်လာပြီးဝနတောင်ထိမှန်လို့ဓာသူ့လက်ထဲကလွတ်ကျသွားသလိုလေထဲမှာပျောက်သွားတယ်မထင်မှတ်ထားတဲ့ဖြစ်ကြောင်းဝနအပါဝင်အားလုံးမဲမောက်နေတဲ့ချောင်းရိုးအတွင်းအကြည့်တွေရောက်သွားတယ်မကြခင်မှာလာရောက်ဆန်းထားတဲ့ကြောက်ပြပေါ်ဝဲလူနှစ်ယောက်ပေါ်လာတယ်သူတို့ကတော့ဘိုးတော်ပင်နဲ့မမောင်ကျော်ပဲဘိုးတော်ပင်ကလေထဲမှာဝဲပြတ်နေတဲ့ချွေရောင်အလုံးကိုလက်နဲ့ဆန့်တန်လိုက်တော့ထိုအလုံးလေးရညင်သာစွာသူ့လက်ထဲကိုဆက်ဆိုင်မြမြိုင်ပြန်ရောက်လာတယ်သူကဝနကိုကြည့်ပြီးချေဘဝကုသိုလ်ကံကောင်းလို့လူပုံမှာနှက်စိမ်ဖြစ်နေတော့တင်ရမှန်တက်နေရောလားတဲ့ဒီလူသားကို့မှာဘာအယောင်ဝါမှမရှိပဲနဲ့ငါ့ကိုလာအန်တုနေရဲတယ်တင်ရငါ့မှာအစွမ်းမရှိဘူးဆိုပြီးအထင်သေးနေတာလားငါ့မှာရှိတဲ့ဆောင်တွေကနင်လိုနှက်စိမ်တယောက်ကောင်းပြအောင်ကိုလုံနိုင်စွမ်းရှိတယ်ဆိုတာမသိလေရောလားဘုရောပေကပြောပြီးသူ့လက်ထဲမှာတလုံးကိုမိုးပေါ်မြောက်ပြီးလက်အုပ်ချီဆုတောင်းတော့မကြခင်မှာဝိဆာများကြီးမြင့်ထားတဲ့အဆောင်တလုံးမှာတဖြည်းဖြည်းဓာတ်စကြတံပြောင်းလဲသွားတယ်နှက်စိမ်တပြေဝနာကြောက်လန့်ပြီးသူ့ရဲ့ညရှိနဲ့ကြောက်ပြောက်ဆောက်တော့အခိုးငွေများတံပြောင်းလဲသွားပြီးကောင်းကင်ဘုံပြန်တက်သွားတယ်ဒီနောက်ပတ်ဝန်းကျင်မှာကြလောင်သိန်းတံပေါ်လာတယ်အထက်လန်းဆရာတွေတင်တို့တတိရှိရင်မဟူရတောင်ကိုရှာပြီးလာခဲ့ကြလူသက်တန်တဲ့အချိန်တလတွင်တင်တို့ရောက်မလာရင်ကြောက်အိုဖျားကုန်းစောက်ကိုတခြားဘဝပို့ပြစ်မယ်ပြီးရင်ဘ
ကိုငမိုက်သား2ယောက်ရဲ့ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်ကိုတပ်ပစ်မဲ့ဟဲ့ထိုစကားကြောင့်အောင်ဖေနဲ့ငညွန့်တာမကတာတေကြီးလဲထိတ်လန့်ပြီးဘိုးတော်ပင်နဲ့မမောင်ကျော်ရှိမှတူးထောက်ပြောတယ်ဘိုးတော်လေးတို့ကျုပ်တို့ကဲပါဦးဘိုးတော်လေးတောင်ဆောက်ကြီးကသူတော်ကောင်းကြီးပါဘလို့ကြောင့်မြန်ဖမ်းချုပ်ထားရလဲမသိဘူးတာတေဆိုတဲ့ကျုပ်လိုမကောင်းဆိုးဝါးကိုတောင်စိတ်ကောင်းစေတနာရှိအောင်လမ်းပြပေးခဲ့တဲ့သူပါတောင်ဆောက်ကြီးကိုကယ်ပေးပါဘိုးတော်လေးကဲစိတ်ချနတ်စိန်ဝနဒီဖျားကုန်းတော့ပြန်လာရဲမှာမဟုတ်တော့ဘူးဖျားကုန်းမှာနောက်ထပ်ကြီးလေတဲ့ပြစ်ဒဏ်တွေမခတ်ဖို့တာတရားတောင်းဝင်ယူရမယ်ကျုပ်တို့တောင်ပိုင်ကိုကယ်ပေးမယ်ကျေးဇူးတင်ပါတယ်ဘိုးတော်လေးကဲတာတေတင်သွားနိုင်ပြီတာတေဆိုတဲ့တောင်ဆောက်ကြောက်ပြပေါ်ကဆင်းပြီးပြက်ကွယ်သွားတယ်ဘိုးတော်ပေကအောင်ဖေတို့2ယောက်ကြည့်ပြီးကဲဦးလေးတို့ကျုပ်တို့လည်းပြန်ကြမယ်နောက်မှဘာဆက်လုပ်ကြမလဲဆိုတာတိုင်ပင်ကြတာပေါ့သူတို့4ယောက်ချောင်းရိုးလေးကတဆင်းအိမ်ပြန်လာတယ်အပြန်လမ်းမှာအချိန်တော်တော်ကြာတဲ့အထိအချင်းချင်းစကားမဆိုဖြစ်ဘူးဘိုးတော်လေးတို့ကဘလို့လုပ်ပြီးတော့လိုက်လာတာလဲကြောက်အိုဖျားကုန်းမှာရှိတဲ့ညောင်ပင်ရရွက်ကဆိုကြီးပြောလို့သူကလည်းတာဝန်ပေးချက်အရာလာပြောတာနေမှာပေါ့နတ်ဆိုင်ဝနာကိုရောင်တွေပြောက်ပြီးအမဲရောင်အခိုးငွေတွေထွက်နေတဲ့ဆိုတာလာပြောတော့အဲ့ဒီတည်းကနတ်ဆိုင်ဝနာမကောင်းတာတစ်ခုခုကြံနေတယ်ဆိုတာကျုပ်တို့သိတယ်ဒါကြောင့်မို့လိုက်လာခဲ့တာပဲဘိုးတော်လေးတို့ရောက်လာတာမြန်လို့ပေါ့နှုတ်မိုးသားဆိုကျုပ်တို့ရဲ့တာတေကြီးရောကျုပ်တို့2ယောက်စလုံးရောအသက်ခံနေရလောက်ပြီစကားမဆက်ချွေတွေကိုဒီတိုင်းပဲထင်းသိမ်းထားပါအောင်ကျုပ်တောင်ပိုင်ကိုကယ်ပြီးရင်သူ့ရဲ့အဆုံးဖြတ်ကိုယူရလိုက်မယ်အဲ့ဒီအတွက်စိတ်ချပါဘိုးတော်လေးကျုပ်တို့မသုံးပါဘူးနောက်တစ်ခုကကြောက်အိုဖျားကောင်ကမြင်အပ်မမြင်အပ်တွေကိုအလှူဒန်းလို့အမျှတန်ပေးဝေပါစိတ်ချပါဘိုးတော်လေးစိတ်ချပါသူတို့စကားတပြပြောလမ်းလျှောက်လာလေရာတဲပြန်လျှောက်လာတယ်တဲရောက်တဲ့အချိန်မှာလင်းကျက်တွန်းလူဖြစ်နေပြီဘိုးတော်ပေကအောင်ပေတို့ကြည့်ပြီးကဲတလားမပြည့်ခင်နတ်ဆိုင်ဝနာကိုနှင်းရမှာဆိုတော့ကျုပ်တို့ခရီးဆက်မယ်ဘာမှမစိုးရင်ကြနဲ့စိတ်ကောင်းစေတနာကောင်းအမြဲတမ်းထားကြသီလားကဲမောင်ကျော်ရေမူရတောင်ကိုခြားကြအောင်စုဒီလိုနဲ့ဘိုးတော်ပေနဲ့မမောင်ကျော်တို့အောင်ဖေနဲ့ငညွန့်နှုတ်ဆက်ပြီးလှဲလန်းလေးတိုင်းထွက်ခွာလာခဲ့ကြလေတော့တယ်နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ဖိုးဝေနဲ့တောင်ညီနောင်မဲတော်ဆိုတဲ့ဇလံလေးရတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်ဇလံတလေးတွေကိုလည်းမိတ်ဆွေများဆက်လက်ဆောင်မြောက်အားပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။